ဂုံယူလေးစားရပါတော့နိုင်ငံကျော်စာရေးဆရာကြီးချစ်ဦးညိုရှင်ကျမတို့တာချီလိမ့်မြို့မှာစားပေးချစ်မြတ်နိုးသူစားပေးဝါသနာရှင်များအတွက်ရှင်လဲလျှောက်ပါစေပြားလဲဆွဲပါစေတစ်ကိုင်းလဲမကြိုးပါစေနဲ့လို့အမည်ရတဲ့ခေါင်းစဉ်ဖြင့်ပညာအမွေများချီးမြှင့်ပေးနိုင်ပါရန်ရိုသေကာရဝဖြင့်တင်ပြအပ်ပါတယ်ရှင်ကျွန်တော်ညီငယ်မောင်သားချိုးကောင်းလိုက်တာပြောသွားတာအလှည့်ပေးပါမယ်တဲ့တက်ပြီးရင်ပြန်ဆင်းပါမယ်တဲ့ဆင်းတော့သွားတယ်လောက်သွားတဲ့ရေတွေကကုန်ပြီအဲ့တော့နောက်လူကဆက်ငှက်ရတော့မှာပေါ့စွတ်တော့သွားတာတခါတည်းခုံတော့ကိုတမယာသီးနဲ့ရေစားနဲ့ချထားပေးရေနွေးလည်းငှက်ထားပေးအာမနာရှာမကျိုးလုတ်ပြီးတော့ဆိုအဓိပ္ပာယ်ပေါ့နော်မြောက်ထိုးပင်ကလုတ်ပြီးဆရာတော်တန်ဃာတော်အရှင်သူမြတ်ဗျာတပည့်တော်ပြောမဲ့ထဲမှာပြောမှဆိုမှရှိခဲ့ရင်ခွင့်လွတ်ပါလို့ကြိုတင်တောင်းပန်ပါတယ်ဗျတပည့်တော်မဆိုးပါဘူးလိမ္မာရေးချရှိပါတယ်ဗျဘာလို့ဆိုတချို့လူတွေကလုတ်ပြီးတော့မှတောင်းပန်လာဗျတပည့်တော်ဘာမှမပြောခင်တည်းကတောင်းပန်ထားပါလားကဲဗျာဒါချီလေးပြိတ္တကလည်းအကဲကဆက်လိုက်တာသာဘာမှကိုမပြောရအောင်ဖြစ်နေဆရာတော်တို့ကိုတပည့်တော်အခုဘေးကင်းရန်ကင်းအန်ရရှင်းစွာတွေ့ရတာဖူးရတာအင်မတန်ဝမ်းမြောက်ပါတယ်ဗျာကြည်နူးမိပါတယ်ဗျာတကယ်ပါအရှင်ဖျားတို့သာတာချီလေးမှာသတင်းသုံးတာမဟုတ်ပဲနဲ့စလင်းကြီးမြို့နယ်သာဆိုရင်ခုချိန်ဘန်ကောက်ဆေးရုံရောက်တယ်တွေ့ကြတယ်မနှစ်ကဆရာဖေမြင့်ဥဖုံဓာတုကျွန်တော်2ရက်ဆိုတော့ကျွန်တော်အခုဒုတိယအကြိမ်တတိယမြောက်အကြိမ်ဒုတိယအကြိမ်ရောက်ချင်းနဲ့တတိယမြောက်ဟောပြောပွဲဆိုတော့ကျွန်တော်ဘာပြောမှမသိအဲ့တော့ဒီကမိတ်ဆွေတွေပြောပြသူတို့ကျေးဇူးတင်တယ်ကျွန်တော်လည်းဘာဟောမှမသိဗျာလို့တချင်းတွေလည်းထပ်မှဆိုရတယ်လို့ဘိသိက်ပြိုင်ဟောပါအမလေးကွက်တိပဲဗျကျွန်တော်လည်းပြောချင်နေတာနဲ့မပြောတာကြာလှပြီမှတ်မိသလောက်မလဲ notes တွေပြန်ထုတ်ရတယ်ဒီမှာဘိသိက်ပြန်ကြောင်းမပြောခင်မှာကျွန်တော်ခုနတစ်ချိန်လုံးနားထောင်ပြီးတော့ကျွန်တော်ညီငယ်မောင်သားချိုးညီငယ်အသက်ငယ်လို့ပါကျွန်တော်သူ့ရဲ့အသက်ရောဝါရောကြီးပါတယ်ဘာကြောင့်အသက်ရောဝါရောကြီးတယ်လဲဆိုတော့ကျွန်တော်ကစောမွေးတာဟုတ်ဗျဒါပါပဲဒါပါပဲကောင်းလိုက်တာအမူအရာတွေရောလေယူလေသိန်းတွေရောဟန်ပန်တွေရော moods တွေရောခံစားချက်တွေရောဟာနှစ်တည်းကဒီလိုတော့ထွက်ငိုတော့မလို့ပြိုတော့မလို့နဲ့ဟာကောင်းလိုက်တာပြောသွားတာဘိုးကြောင့်ဆန်းအမွေတောင်းကအမဒါတွေလည်းပါတယ်ကျွန်တော်ဇန်ညွှန်းကြီးတဲ့ကောင်တော့အဲ့လောက်ကျွန်တော်မမြင်ဘူးဘိုးကြောင့်ဆန်းရုပ်ရှင်ထိုးပတ်ဒီရုပ်ရှင်ဖြစ်မြောက်ရေးမှာပြီးခဲ့တဲ့2012 February 23မှာဖွဲ့လိုက်တယ်ဗျရုပ်ရှင်ရုံးခန်းဖွဲ့လိုက်ဓမ္မစီရီလမ်းမှာအဲ့မှာနာယကဒေါ်ဆန်းစုကြည်ဥက္ကဋ္ဌကဘာကြီးမိုးခေါ်ဆရာမမိုးသူနောက်အတွင်းမှုဘသူပဲဝါပေါ့ဗျာကိုလူမင်းတို့ထွန်းဒရာဘိုးတို့ကိုမျိုးမင်းတို့လည်းပါကြဤခိုင်းတို့နောက်ဒီဘက်ကခုနပြောတဲ့ဇော်သက်ထွေးဇာကနာတော်တော်များများထောင်တွက်တွေပါပဲနော်ကောင်းတယ်ကျွန်တော်လည်းကြာဘူးတယ်လေယုံကြည်ချက်အကျဉ်းသားနိုင်ငံရေးအကျဉ်းသားမဟုတ်ပါဘူးမတော်တဆခရောင်ကရမ်းနဲ့ကျွန်တော်မတော်တဆသူရဲကောင်းဖြစ်သွားတာထားပါတော့ဗျာဒါတွေမပြောတော့ပါဘူးသို့တော်လည်းစာရေးဆရာဆိုတာအတွေ့အကြုံစုံရင်ပိုးကောင်းတယ်ဗျကျွန်တော်လည်းအဲ့ဒီအထက်ကထွက်လာပြီးမှအတွေ့အကြုံကပိုးစုံလာတော့ပိုးရေးလို့ကောင်းလာကျွန်တော်ထင်တယ်မောင်သားချိုမှာအဲ့ဒီအတွေ့အကြုံမရှိသေးဘူးစူးစမ်းစေခြင်းမစူးစမ်းပါလိမ့်နဲ့ညီငယ်ညီလေးမကောင်းပါဘူးနော်မကောင်းပါဘူးအဲ့တော့အဲ့ဒီရုပ်ရှင်ဇာတ်ကားဖြစ်မြောက်ရေးကော်မတီဖွဲ့လိုက်ပြီးတဲ့နောက်ဇာညွှန်းရေးဖို့ဆိုပြီးတော့တာဝန်ပေးဇာကနာကျွန်တော်ဖုံးဆက်မောင်သူရကရုံးကြောင့်မွေးပါဇာကနာနဲ့ဆွဲနှုတ်သူကတပင်းချင်းဆွဲမလို့တော့တကောင်းလုံးပြောင်းရိတ်ပလိုက်တာမှတ်တယ်အခုတဲ့လိုပဲဇာညွှန်းတာဝန်ပေးကြလို့ဟာညီလေးဟာသိမင်္ဂလာတပါးပါပဲရေးမှာပေါ့အဲ့လိုနဲ့ရေးပေါ့ဗျာအခုဦးကြည်စိုးထွန်းကသခင်အောင်ဆန်းဖြစ်တဲ့အချိန်ကနေစပြီးတော့ဂျပန်သွားပြန်လာ
ရေဘောသုံးကြီးဖြစ်နောက်နေသူတွေညီလာခံထိအောင်ရေးပြီးသွားပြီကျွန်တော်ကနေသူတွေညီလာခံကနေပြီးတော့ဘိုးကျောင်းဆန်ကြာဆုံးတဲ့ထိရေးရမှာကျွန်တော်မပြီးသေးဘူးခုတည်းအောင်ခုမှကျွန်တော်ပင်လုံစာချုပ်ချုပ်တုံးမှရှိသေးတယ်ပင်လုံစာချုပ်ချုပ်ပြီးသိမကြတော့ဘူးလေတိုင်းပြည်လွတ်တော်ခေါ်ပနေကပါညာနဲ့ကြာဆုံးတော့မှာဆက်ရေးရမှာရင်နဲ့ဆို့အဲ့တော့ကျွန်တော်တို့ရုပ်ရှင်မှာဘိုးကျောင်းဆန်ရုပ်ရှင်မှာသူအားလုံးသိတဲ့အတိုင်းကိုဘောလုံးသမားလေးကိုဘိုးချုပ်ဖြစ်ရွေးပြီးပြီဗျမျက်ခုံးဝှထူထူလေးနဲ့နဖူးလေးမောက်မောက်ကလေးနဲ့ကျောင်းဆရာမလေးဒေါက်ခင်ကြီးရွေးပြီးပြီဗျဒေါက်တာဘတ်မော်ဘယ်သူပဲဝါရွေးပြီးပြီဗျရွေးပြီးသွားလို့နှမို့ဆိုကျွန်တော်ဒေါက်တာဘတ်မော်နဲ့ဥဖုံးဓာတုကျွန်တော်ထားကျင်တာတော်တော်တူတယ်တော်တော်များများဇက်ဆောင်နေရွေးပြီးပြီသခင်ပဟင်းကဘယ်သူဘယ်နဲ့ကဘညာဥနုနေရဘာသခင်နုနေရအဲ့ဒီမှာတယောက်ပဲရွေးလို့မရသေးဘူးဖြစ်နေရှောက်လာခေါ်လဲဘယ်သူမှမလျှောက်ဘူးဂလုံးဥစောသူမီးလေးမင်းခဆိုတဲ့တရုတ်ဆောင်လေးကရှောက်ရှာပါတယ်သူလွတ်ပါမယ်တဲ့သူ့ဖိုးနေရဒါပေမဲ့ကလေးကချောနေဒါပေမဲ့ဂလုံးဥစောပုံနဲ့တွေးကြမှာပေါ့ရုပ်ပုံနဲ့တွေပါတယ်မြင်မှုမှာပေါ့နော်အဲ့တော့ဇာကနာကျွန်တော်မှားတယ်ဇော်တက်ထွေးကလည်းမှားတယ်အကူကတော်တော်များများနေရာတွေရှောက်ရောက်နေတော့တဲ့ရောက်တဲ့နေရာတိုင်းမှာကျွန်တော်တို့အခက်ခဲဖြစ်နေတဲ့ဂလုံးဥစောတရုတ်ဆောင်နေရရှာခဲ့စမ်းပါတွေ့တဲ့နေရာပြောစမ်းပါဗျာကျွန်တော်တောင်းပန်ပြီးသူ့ကိုလှုပ်ခိုင်းမယ်ကျွန်တော်ရှာတာမတွေ့ဘူးဖြစ်နေနေရဲ့တွေ့မဲ့တွေ့တော့တာချီလေးရောက်တော့မှတွေ့ရအနီးနားကပ်ပြောင်းတလျှောက်လုံးတွဲလာတဲ့မောင်သားချိုးဒါပေမဲ့ဆရာမောင်သားချိုးကဂလုံးဥစောနေရာကတရုတ်ဆောင်မှုအတွက်နှလုံးသားသူ့မှာမရှိပါဘူးသူမလုပ်ပါဘူးနော်အဲ့တော့အချိန်ကလည်းမနေမနှောဖြစ်သွားပြီဆိုတော့အခု10:35 17:35ပေါ့ဗျာကျွန်တော်တနားရီဆိုရင်နော်အဲ့တော့15မိနစ်20ပေါ့ဗျာအချိန်ငဲ့ညာတော့အဖြစ်နိုင်ဝက်ပေါ့တနားရီပေါ့45ပေါ့နော်ကဲလူရင်းပြောကြရအောင်လူရင်းမပြောခင်မှာကျွန်တော်ကသတိရလေးပြောချင်သေးတယ်ဗျဒီဘက်ရောက်တဲ့ခါကျတော့ထိုင်းနိုင်ငံရောက်တဲ့အတွေ့အကြုံပဲနဲ့ကဘာရင်ထိုင်ထောက်တယ်ဗျာကျွန်တော်လည်းပို့အတွေ့အကြုံရှိတဲ့ပုံကိုယ်တွေပါဒီကခုကျွန်တော်ညီငယ်ဆိုင်ဝနာထွန်းမိတ်ဆွေကြီးကိုတင့်ဆွေတို့နဲ့နော်မမေ့မင်းကြီးထိုင်နေတာရှိရနေသူတို့မဟုတ်သူတို့ကြာတာမနေ့ကသူတို့ပဲလှုပ်ထားပြီးတော့နော်ပြန်တွေ့ရတာဝန်တာတယ်ခန္ဓာမူသူ့မမှတ်မိရကောင်းလားဆိုပြီးစိတ်တွေဆိုးနေကျွန်တော်သူပြောပါတယ်ကောင်းမလေးဆိုတန့်မှတ်မိတာဟာလို့ ਨੇ စာဖတ်ကြပါဒါလေးပဲကျွန်တော်ပြောချင်ပါတယ်အားလုံးလည်းဖတ်တာပဲဒါပေမဲ့ဒီနေ့ကစာတွေပို့ဖတ်လို့ကောင်းတယ်အထူးသဖြင့်ဂျာနယ်ဆောင်းပါးတွေဖတ်ကြစမ်းပါဗျာဂျာနယ်ကာတွန်းတွေဖတ်ကြစမ်းပါဟိုတနေ့ကဆောင်းပါးလို့ဆို The Politics ဆိုတဲ့ဂျာနယ်ဆရာကောင်းတန်ထုတ်တာကျွန်တော်လည်းပင်နိုင်ရေးနေအဲ့ဒီမှာဗျဒေါက်တာခင်မောင်ညိုအခုပါလာတဲ့ဆရာခင်မောင်ညိုဘောကပေးတာမဟုတ်ဘူးနော်ဟိုကဒေါက်တာခင်မောင်ညိုသူရဲ့ဆောင်းပါးလေးတစ်ခုကျွန်တော်သဘောကျရတာကျွန်တော်ဒီကချင်စစ်ပွဲနဲ့ပတ်သက်ပြီးတော့ပြောတယ်မလားအစိုးရကတပ်မတော်ဘက်ကနေပြီးတော့စစ်လေရင်တွေသုံးပြီးတော့တိုက်တယ်ဘုံတွေကျဲတယ်ဘုရားကနေပြောအဲ့တော့ဒီဘက်ကတပ်မတော်အရာရှိရသက်ဆိုင်ရာကြီးကပြန်ပြောတယ်ဟုတ်တယ်လေတဲ့စစ်လေရင်သုံးမှတော့စစ်တိုက်မှာပေါ့တဲ့မဆိုးပါဘူးစစ်လေရင်သုံးမှတော့စစ်တိုက်မှာပေါ့စစ်လေရင်ကြီးသုံးပြီးတော့ပတ်စံညာခုနကကြီးတယ်တွေတင်ပြီးတော့ပတ်စံရှာမှာလားဟုတ်ပြီဒေါက်တာခင်မောင်ညိုကပြန်ရေးတယ်စစ်လေရင်သုံးပြီးစစ်တိုက်တာတော့သဘာဝကျပါတယ်ယုတ်တိရှိပါတယ်အဲ့လိုဆိုရင်ပြန်မေးပြရသေးတဲ့စစ်ပညာကိုတစ်လျှောက်လုံးသင်ထားခဲ့တဲ့တပ်မတော်အရာရှိကြီးတွေကဘာကြောင့်လွတ်တော်တဲ့ဝင်ထိုင်တာတော့မထိုင်နဲ့လို့ပြောတာမဟုတ်ဘူးသူကပြန်မေးတာဟိုကပြောလို့ပြန်မေးတာနော်ဒါတွေကလည်းဆွေးနွေးလို့ပေါ့ဗျာဖွဲ့စည်းပုံဥပဒေပင်ကဘာညာနော်ဒါတွေကလည်းကျွန်တော်မပြောပါဘူးဗျာကျွန်တော်နိုင်ငံရေးပြောရဘူးဗျကြောက်တယ်ပဲကို့လှဲ့လဲကိုရအောင်တောက်လိုက်အောင်မသိလားကိုအောင်တောက်လိုက်အောင်မနောက်လူတွေမကြအောင်ကိုတောက်ပလိုက်အောင်မမှတ်ကာတွန်းတွေလည်းအင်မတန်ကောင်းများကာတွန်းလေးတွေအဓိပ္ပာယ်သိပ်ပါတယ်တွေ့လိုက်တဲ့ဟိုနေ့ကကာတွန်းတစ်ကွက်ကလေးနှစ်ယောက်ကတစ်သားတနက်ကလေးနဲ့စစ်တဲ့တန်းကစားကြတယ်ဒိုင်းဒိုင်းဒိန်းဒိန်းနဲ့တယောက်ကပြောတယ်တော်ပြီကွာတဲ့ပြင်းတယ်ကွာတဲ့တခြားကစားနည်းပြောင်းကစားမယ်နောက်တယောက်ကပြန်ပြောတယ်လူကြီးတွေတောင်တနက်အစ်စ်နဲ့တိုက်နေတာခုထိမပြီးသေးဘူးငါတို့လည်းဆက်ကစားမယ်ကိုချမယ်ကွာကချင်စစ်ပွဲကိုကာတွန်းကလှုပ်ထားတာသိကောင်းတာဗျာကာတွန်းတွေသိချစ်စရာကောင်းတာ
ဟာနောက်တစ်ခုရှိသေးတယ် OBJ ကာတွန်းမောင်သာချို့တငယ်ချင်းကျွန်တော်ညီငယ်ပါပဲ OBJ ရေးထားတဲ့ကာတွန်းပြီးခဲ့တဲ့အပတ်ထဲကဂျာနယ်တစ်ခုမှထပ်ပါတယ်နော်ဟိုးတစ်ခါတော့ပါအင်တာနက်တင်ပြီးတော့အခုထပ်ပါတယ်ကာတွန်းကျွန်တော်တို့ဘောလုံးပွဲမှာလူလဲတာမလားနံပါတ်20လူလေးပြပြီးတော့နံပါတ်20ထွက်နံပါတ်9ဝင်20ကထွက်လာပြီးတော့လက်ဆွဲနှုတ်ဆက်နံပါတ်9ကပြေးဝင်သွားတယ်ကစားမယ်ဆက်ကစား OBJ ကာတွန်းအဲ့လိုမဟုတ်လူလဲတာလဲမယ်ဆိုပြီးတော့တခါပြတယ်ဟိုကောင်ကကွင်းပြင်ထွက်လာသူ့ထားတဲ့ကျောင်းနာမှာ18ချွတ်ပလိုက်ပြီးတော့ကျောင်းနာမှာကိုပြန်ဆုပ်ပြီးတော့အထဲပြန်ဝင်သွားတယ် OBJ ဘာဆိုလို့မှကျွန်တော်သိတဲ့ဘောမပေါက်ဘူးနော်ကာတွန်းနေတကယ်ကောင်းတယ်ဟိုနေ့ကလည်းတွေ့သေးတယ်ဗျဧကစားချိုလာပါလားမသိဘူးကောင်းပေါင်းကြီးနဲ့တိုက်ပုံကြီးနဲ့လူကြီးကမိမကြီးထိုင်ပြီးတော့ဥပဒေအထက်မှာဘယ်သူမှမရှိ no man is above the law ချာဟာမှတ်ထားကွာနောက်ကကြော်ကြီးကခါထောက်ပြီးတော့ရှင့်ထက်မှာကြုတ်ရှိတယ်မှတ်ထားတကယ်ကောင်းတဲ့ကာတွန်းတွေဗျာလေးစားပါတယ်အဲ့ဒီလေးစားစရာကောင်းတဲ့ပြည်သူလူထုကြီးအများကြီးပါပြင်စမမန်တိုင်းနေပါပြောရရင်ပြင်စမမန်တိုင်းအုတ်ချိုရီမန်တိုင်းတရားစီရင်မန်တိုင်းဥပဒေပြုရေးမန်တိုင်းမန်တိုင်း300စုထမန်တိုင်းကမီဒီယာအလုံးသိတယ်ပြင်စမမန်တိုင်းကကျွန်တော်တို့တိုင်းသူပြည်သားတွေအဲ့ဒါသမ္မတကြီးဦးသိန်းစိန်နာမည်ပေးသွားတာမိဘပြည်သူများဟာပြင်စမမန်တိုင်းဖြစ်ပါတယ်အမှန်မဆိုးဘူးတော့ကျွန်တော်လည်းမန်တိုင်းနဲ့ပါတယ်မန်တိုင်း900မှာကျွန်တော်တို့ကပြင်စမမန်တိုင်း12ရရှိရင်ဒေါ်တသမမန်တိုင်းများဖြစ်မလားမသိဘူးနော်ဟာတကယ်ကောင်းတယ်ဗျာပြောထားလေနောက်တစ်ခုကျွန်တော်သွားတွေ့သေးတယ်ဗျအများကြီးဗျထားပါတော့ကာတွန်းတွေကျွန်တော်အများကြီးပဲသိကောင်းတဲ့ကာတွန်းတွေဟိုတနည်းကလည်းတွေ့သေးတယ်ဗျဟိုမြို့နယ်ပေါ့မြို့နယ်ကြီးတစ်ခုပေါ့နော်ဒေသကြီးတစ်ခုပေါ့ဒါချီလေးမဟုတ်ဘူးမြို့နယ်ခမ်းမကြီးရဲ့ရှေ့မှာ white book ကြီးထောင်ထားပြီးတော့ဤမြို့နယ်အတွက်မိမိစွမ်းဆောင်မှုကိုကိုယ်တိုင်ရေးပြီးလက်မှတ်ထိုးအသိပေးနိုင်တယ်အဲ့မှာသူကမြို့နယ်ရဲ့အကြီးဆုံးအရာရှိရလာပြီးတော့ကျွန်တော်စတင်မှုထမ်းတဲ့နေရာစပြီးဤမြို့နယ်တွေအုပ်ချုပ်ရေးစနစ်များအားလုံးကောင်းသွားသည်ပုံဘသူလူနာမိတ်ထိုးလိုက်နောက်ကြောက်ကလာမြို့နယ်ကရဲမှုကြီးပေါ့ဗျာကျွန်တော်ရောက်ရှိသောနေမှာစပြီးဤမြို့နယ်တွေရာစုမှုများကင်းဝေးပြီးတော့ပြည်သူလူထုအားလုံးစိတ်အေးချမ်းသာစွာအိတ်ဆက်နားနေနိုင်သည်ပုံမြို့နယ်ရဲမှုကြီးလောက်ပါနောက်တစ်ယောက်မြို့နယ်ဆရာဝန်ကြီးကျွန်တော်ရောက်ရှိသောနေမှာစပြီးဤမြို့နယ်တွင်ယောဂဗျာများကင်းကျင်းသွားပြီးတော့အားလုံးကျမ်းမာတိုင်းသွားကြပြီပုံမြို့နယ်ဆရာဝန်ကြီးနောက်တစ်ယောက်ရောက်လာတက်80လောက်တုံချီကြီးနဲ့အဖိုးကြီးစွတ်ကျဲကြီးနဲ့ဘာလို့မလို့အဘငါလည်းရေးမလို့အဘဘာလို့လို့ဒီမြို့နယ်ကြည့်ပါဦးအထက်ပါသူများအထက်ပါတိုင်းလုံနိုင်အောင်ကျွန်ုပ်ကပတ်စံပေးထားသည်တကယ်ကောင်းတယ်ဟာနောက်တစ်ခုရှိသေးတယ်ကျွန်တော်မှတ်မိတော့ရှောက်ပြောနေတာလွတ်လွတ်လပ်လပ်ပြောကြတာပေါ့ဗျာပွင့်လင်းမြင်တာပေါ့နော်စာရေးဆရာချီဦးညူကြီးကအပေါ်စင်မော်တက်ပြီးတော့ပြောနေမထင်ပါနဲ့အားလုံးရဲ့ခံစားချက်ကိုကိုစားပြပြီးတော့ဒီပါဇက်ကြီးငှားပြောလို့အောင်မေ့ပေးပါအတူတူပါပဲခံစားချက်ချင်းနော်အတူတူပါပဲပြည်မျိုးကကြပြားဆရာမောင်ချောနွယ်စကားနဲ့သုံးမယ်ဆိုရင်ကျွန်တော်ရင်ပတ်ချင်းဂျက်ပင်ထိုးကြတာပေါ့ဗျာနော်ဓာတ်လိုက်တော့လည်းအတူတူပေါ့နော်နောက်တစ်ခုရှိသေးတယ်အရာရှိတယောက်ကဟဲ့ကောင်တဲ့အိမ်မှာတကားမှာဒိုးဘယ်လူခေါ်ခေါင်းလုံးတက်ဆန်းတယ်နှိမ့်လိုက်မြည်တယ်ကောင်းပါပြီဆရာကြီးရာရှိရခိုင်းတော့သူ့တပည့်ကအင်းရှိတကားမှာတက်ဖို့လို့ဟဲ့ကောင်မင်းတော့သုံးမချတဲ့ကောင်ကွာနင်းပင်းတကားဒီမှာမတက်ရဘူးကွာလူခေါ်ခေါင်းလုံးရတယ်လာတဲ့ငါပြမဆိုနောက်ဖေးခေါ်သွားဟာဒီမှာတက်ကွာတဲ့နောက်ဖေးတကားဆိုတော့ဟိုကောင်လည်းနောက်ဖေးတကားမျက်စိနဲ့တဲ့တယ်ပေါ့ဗျာအဲ့မှာတက်မယ်ဆိုပေါက်တော်တွေဖောက်ခွင်းတွေကဒိုးဘယ်တောက်နေရင်ထရိုက်တယ်တက်ပြီးတော့သွားပြတယ်ဆရာကြီးတက်ပြီးပါခင်ဗျာဟာမင်းအတော်သုံးမချတဲ့ကောင်ကွာတဲ့ဟာမရောက်လဲဆရာကြီးဟာလူခေါ်ခေါင်းလုံးနောက်ဖေးမှာတက်တယ်ဆိုတော့ကျမ်းမြင်မှာတက်ရတယ်ကွာဟင်ကျွန်တော်တခါမှမကြောက်ပါလားလူခေါ်ခေါင်းလုံးဆိုတာဒီလိုနှိမ့်ရတယ်လေဘယ်နဲ့ကျမ်းမြင်သွားတယ်နင်းပါသိလို့လဲနောက်ဖေးဘက်ကလာတဲ့လူကလက်နှစ်ဖက်စလုံးမအားဘူးကွာတဲ့အဲ့တော့ခြေထောက်နဲ့နင်းပြီးတော့အဲ့ဒိုးဘဲခေါ်တာတကယ်ကောင်းတာကာတွန်းနေကာတွန်းဝိဇ္ဇာဥပချမ်းဆိုတာရှိသေးတယ်လင်္ကာကျော်စွာပွဲရဥနုအစိုးရကိုရေးလဲနှိပ်တာဥနုကတောင်းမှလည်းမရအောင်
လင်္ကာကျော်စာဘောရသွားတယ်သေပြီးမှရတာနော်သူကကျွန်တော်အာဇာနည်နဲ့ရောက်တဲ့အဲ့ဒီကတော့အများတန်းသတိရတယ်မနှစ်ကပြောပြီးလာတော့မသိပါဘူးပြောပြီးလဲထပ်နားထောင်ပေါ့ဗျာအာဇာနည်နဲ့ရန်ကုန်မြို့ဘိုးကျိုးပန်းချံဘိုးကျိုးကျေးဒါမီးလှုပ်ထားရရှိပါလူကြီးတွေကရှက်နေတိုင်နောက်ကလူ4 5 6 10ယောက်သူကစပြီးတိုင်အော်ပြီးတယ်သတိထားကြဘိုးကျောင်းဆန်းနေတော့ကကြာဆုံးပြီးတော့ခေါင်းဆောင်ကြီးများလေပြုနေမြဲရန်တယ်မှတ်လိုက်နေမြဲနောက်ဆုံးကကြခိုးမြဲတိုက်မြဲလူမြဲဘုံမြဲညစ်ပတ်မြဲလောက်ကြတော့ဟေးနေမြဲအဲ့ဒါနေမြဲပြီးတော့ဝါဆိုလာပြီးနေရောက်တိုင်းသတိရတဲ့ကာတွန်းရှိသေးတယ်ဗျမချီပြုံးပြုံးမိပါတယ်ဥပကျန်းရဲ့ကာတွန်းပါပဲ4 5 6ယောက်ယောက်ျားလည်းပါတယ်မိန်းမလည်းပါတယ်အသက်40 50ဝန်းကျင်ပန်းကင်းကြီးထဲမှာဝါဆိုပန်းကူးထွက်နေကြတယ်ပန်းနေခုနေကြဒီကလူတဲကလာမိဟာခဲလို့အလုံးဟာသမမရုံးကြီးရောဟာစီးကြီးရောထက်တန်းစီးအောက်တန်းစီးဟာမင်းစီရောလက်နေဆက်စီးမှခုနပြာတာရောတရဝံရောအကုန်လုံးကိုတော်ဆောင်ခဲလို့အလုံးသမမတင်းလုံးဒီမှာဘာလို့နေကြတာလဲဗျာမတို့ဝါဆိုပန်းခုနေကြတာလေကွာတဲ့အဲ့ဒီလူကမေးတယ်ခဲလို့တင်းလုံးဒီရောက်နေတော့ခဲလို့ကိုတော်ကြီးဘယ်လိုစိတ်ချမလဲတဲ့ဆိုဟိုတည်းကတယောက်ကပြန်ပြေးတယ်ကျုပ်တို့အားလုံးဒီရောက်မှတော့ကိုတော်စိတ်ချတော့တဲ့ဘာမှမဖြစ်စေရဘူးအဲ့လိုထားပါတော့ဗျာကဲဒါတွေပြောပြီးမှမို့တော့ကျွန်တော်ခေါင်းစဉ်ကတခါမှကျွန်တော်မပေးဘူးတဲ့ခေါင်းစဉ်ရှင်လဲလျှောက်ပါစေပြားလဲဆွဲပါစေသိခိုင်းလဲကျိုးမကြပါစေနဲ့ဟုတ်တယ်နော်ဆရာမဟုတ်ဆရာမလားမသိဘူးနော်ဆရာမပဲခေါ်ရတာကောင်းပါလေနော်ကျွန်တော်တို့စကားရှိတယ်မလားရှင်လဲလျှောက်တာပြားလဲဆွဲတာကျွန်တော်စဉ်းစားကြည့်တယ်အော်ရှင်ကလျှောက်မဆိုပြားကဆွဲလို့မရတော့ပြားကဆွဲထားဆိုရှင်ကလျှောက်လို့မရတော့နောက်ကြတော့နှစ်ဦးနှစ်ဖက်သဘောတူတယ်ကဲတို့လည်းလျှောက်လို့ရအောင်လုပ်မယ်ဟိမင်းလည်းဆွဲလို့ရအောင်လုပ်ဟာပြားအောင်ကြီးလည်းကြီးရှင်းနေလည်းပျော်ပေါ်လျှောက်ပြားအောင်ကြီးကြီးလားရှင်းနေလည်းဝုန်းနေလျှောက်ရှင်လဲလျှောက်တာပြားလဲဆွဲတာရောဟုတ်ပါရဲ့သို့တော်လည်းအဲ့ဒီဝိတ်မခံနိုင်လို့တေကိုင်းကြီးကဝုန်းဆိုကြိုးကြသွားရောနောက်ဆုံးကြတော့တွေးမိတာအဲ့ကြောင့်ကျွန်တော်ခေါင်းစဉ်လို့ပေးတာရှင်လဲလျှောက်ပါစေပြားလဲဆွဲပါစေတေကိုင်းလဲကြိုးမကြပါစေနဲ့နိုင်ငံရေးလုံးဝမပါပါဘူးကျွန်တော်ပြောတဲ့ထဲမှာမပါပါဘူးဘိသိက်ပြိုင်ကိုပြောချင်လို့ကျွန်တော်ဒီကောင်းစဉ်ပေးခြင်းဖြစ်ပါတယ်ကဲဘိသိက်ပြိုင်လေးစကြရအောင်အချိန်အသိမရှိ1983ကနေပြီး1988ထိအောင်ကျွန်တော်ကသဘင်မဂ္ဂဇင်းမှာအဒီတာချုပ်ဖြစ်ခဲ့ပါတယ်ခက်တီဒီနဲ့သဘင်အစည်းအဝေးကနေတင်ပေးတာဖြစ်မှမသိဖြစ်သွားတာကျွန်တော်အဒီတာချုပ်အဲ့လိုပဲဗျအလွယ်လွယ်ချော်ချော်ဖြစ်တာတွေအများကြီးပဲကျွန်တော်တငယ်ရင်တယောက် IC Industrial Chemistry ကုန်ထုတ်ဓာတုဗေဒနဲ့ဘွဲ့ရဟိုတော့လေဟာပြင်ဈေးထဲမှာတွေ့တယ်ဒီကောင်အထည်ရောင်းနေဖြစ်ပေါ်နော်ခုနက LLB နဲ့ဘွဲ့ရပြီးတော့ LLM တွေပါတက်ထားတာသွားကြည့်တော့ဖယားဂောဘကဖြစ်နေမြတ်စွာဘုရားတော်သေးတာပေါ့ဗျာပါဠိမေဂျာနဲ့မဟာဝိဇ္ဇာရတဲ့ကောင်ကအရက်ဆိုင်မန်နေဂျာသွားဖြစ်နေတယ်ရေးထဲမှာကျွန်တော်လည်းအဲ့လိုဘူးမသိပါမသိနဲ့ဒမင်မဂ္ဂဇင်းအဲ့ဒါချုပ်ဖြစ်ထားတော့ဖြစ်တော့ကျွန်တော်ဆောင်းပါးတွေထည့်တာပေါ့ဗျာဒမင်မဂ္ဂဇင်းဆိုတော့ဇတ်ဒမင်အငိမ့်ဆိုင်စသည်အပြင်အဲ့ဒီကနေပယ်လူတွေကစာမူတွေပို့ကြတယ်စာမူတစ်ခုရောက်လာဖတ်ကြည့်သဘောကျလို့ထည့်တယ်85ခုနှစ်ဩဂုတ်လရေးသူကစိန်တင်ဟန်ဆိုတာကဆိုင်းဆရာစာရေးသိကောင်းသူ့အတွေ့အကြုံနဲ့ရေးတယ်သူ့ဆောင်းပါးကဘိသိက်ဆရာစရောင်တောင်းစားတောင်တောင်းပေါ့ဗျာဖတ်တော့စရောင်တောင်းစရောင်စွာကျွန်တော်တို့စကိုင်းတိုင်းရေဦးမြို့နယ်နားမှာရှိတယ်အဲ့ဒီကရွာကြီးတွေ့ရပေါ့နော်စရောင်တောင်းဦးတောင်းသူ့နာမည်ကစရောင်ရွာကဦးတောင်းကိုဆွဲပြီးစရောင်တောင်းလို့ခေါ်တယ်ဘိသိက်ဆရာစရောင်တောင်းအဲ့ဒီဆောင်းပါးဖတ်ကြည့်ပြီးတော့အလုံးသဘောကျလို့ကျွန်တော်ထည့်ပေးဟိုတလုံးကရောက်လာတဲ့ဆရာလေလွန်သားဆော့ချစ်ကျွန်တော်အကိုကြီးဆိုလို့သူ့နှမနဲ့ကျွန်တော်နဲ့ဘယ်လို့မှမပတ်သက်ပါဘူးเนาะဒါလေးတော့လည်းတန်လေးကရှင်းစေချင်ပါတယ်ကျွန်တော်အမနဲ့သူနဲ့လည်းဘာမှမဆိုင်ပါခံရမှာဆိုလို့ဟာကောင်းတယ်ကွာဖို့ချီရတယ်အဲ့ဒီဆောင်းမကောင်းကြောင်းထပ်ပြီးတော့ရေးတဲ့ဆောင်းမကျွန်တော်သဘင်မဂ္ဂဇင်းထပ်ထည့်နာမည်ကြီးသွားတဲ့ဆောင်းမသို့တော်လည်းကာလည်းအတန်ကြာတော့ဘယ်သူမှသတိမရအောင်အဲ့ဒါလေးကိုဆရာလွန်သားဆော့ချစ်ကဟောပြောခဲ့တဲ့ထက်ဟောလို့ရှိကျွန်တော်လည်းထည့်ဟောလို့ရှိဆရာလွန်သားဆော့ချစ်ကသူ့အဲ့ဒါကိုညဝရီကလားဗလားအဲ့မှာရုပ်တံရိုက်တာအဲ့ဒီအကြောင်းသူကဟောတော့အဲ့ဒါကိုဘသူကဖြတ်ကနေကြည့်လိုက်ရလဲဆိုတော့ဓမ္မဒုတဆရာတော်အရှင်စေကိနဒေါက်တာအရှင်စေကိနဟာကျွန်တော်ဟောတဲ့အခုလည်းနားထောင်ရဆရာဦးစောချစ်ရဲ့အဲ့ဒါလည်းကြည့်လိုက်ရတော့
ဟာကျွန်တော်စီဖုန်းဆက်တော့တခါချစ်အဲ့ဒီစရုံတောင်းကိုဗီဒီယိုရိုက်ချင်တယ်တခါချစ်ကစရုံတောင်းဖြစ်တရုပ်ဆောင်ပါဟာမဖြစ်နိုင်ဘူးဗျာတူတော့မဖြစ်နိုင်ပါဘူးဗျာဥစောချစ်နဲ့တွဲပြီးတရုပ်ဆောင်ပါမဖြစ်နိုင်ဘူးဗျာဒါဖြစ်ရင်ဘယ်လိုလုပ်ချင်လဲဗီဒီယိုတော့ဖြစ်အောင်လုပ်ပြီးတပိတော့ဇန်ညွှန်းရေးပြရစီဖေဒါဆိုရင်ဇန်ညွှန်းနေမကဘူးတကားလုံးတောင်းယူလို့ကုန်ကြစီအတွက်ငွေလာထုတ်ရှိုင်းနှုတ်လို့ဘာလို့နောက်ခံရှိတာဟုတ်ဆရာတော်ကိုလှူထားတဲ့ခုနကဥပထကအဖွဲ့ရှိတာငွေတွေ့တော့ရှင်ဖေ380လောက်ကုန်မယ်ဖေလာ330လာ320လာငွေသောသားထုတ်နောက်ဆုံးထိုးရင်းနဲ့နောက်ဆုံးဒီကားလေးရိုက်ပြီးတော့250ကျသွားဆရာတော်ကအဲ့တော့ဒီတန်ချီလေးကလည်းငွေရားလေးရှိလို့ဗီဒီယိုပါညာရိုက်ချင်တယ်ဆိုကျွန်တော်အပ်ပါကျွန်တော်တွက်ပေးပါမယ်နော်တွက်ပေးပါမယ်စတွက်တာတဲ့3ဆလောက်ကုန်မယ်လို့ကြိုမှန်းထားပေးပါနော်အဲ့လိုနဲ့ကျွန်တော်ဇန်ညွှန်းရေးပြီးတော့ကျွန်တော်ဒါကိုဗီဒီယိုရိုက်တယ်ပေါ့ဗျာဒါရိုက်တာညာနာတင်ဆိုးသေုပ်ဆောင်များဖြစ်ကျွန်တော်မျက်စိနဲ့မြင်ကြည့်လိုက်တော့ဘိသိက်ဆရာဆောင်တောင်းဖြစ်ဦးမိုးဒီတစ်ဖက်ကသူနဲ့အပြိုင်ဘိသိက်သွန်းမဲ့တကယ်မြို့ဘိသိက်ဖြစ်ကဇော်ဝင်းနိုင်မှမြို့ဘိသိက်နဲ့တောဘိသိက်နဲ့ပြိုင်တော့ကျွန်တော်ကဘိသိက်ပြိုင်လို့ကျွန်တော်နာမည်ပေးလိုက်ဘိသိက်ချင်းပြိုင်ရချရပြီဘိသိက်ချင်းပြိုင်ရဒီလိုလာတယ်ဗျဇလန်ခင်းကြလို့ကြည့်ပြီးတဲ့သူတွေလည်းပြန်မျက်စိနဲ့မြင်အောင်ပေါ့ဗျာနော်ပုဂ္ဂိုလ်များလဲစကိုင်းကသောတာပန်ဆိုတဲ့ရွာမှာအလှူမင်းလုပ်မယ်ရှင်ပြုနာတာဆိုင်ငားမယ်ဘသူဆိုင်လဲစိန်တင်ဟန်ဆိုင်ဟာကောင်းပြီဟေးရွာသားစိန်တရားဆိုရင်တော့အဲ့ဒါဆိုရင်ဘိသိက်ဆရာဘသူငားမလဲအလှအမအိုးကျုပ်တို့တော့မန္တလေးကနာမည်ကြီးဘိသိက်တော်ပညာရှိရတနာဘုံဆရာလိုင်ငားမှာတော့နာမည်ကြီးဆရာလိုင်အရွယ်ကောင်းရုပ်ကောင်းအင်မတန်ပတ်စံလဲပေးရယောက်ျားလုပ်တဲ့သူကမင်းကွာဆရာလိုင်ဘာကြောင့်ငှားနေမှာလဲတို့အနီးနာစကိုင်းရေဦးဘာညာဒီနာလေးမှာတို့ဆရာတောင်းကြီးရှိပါရောဆရာတောင်းကြီးအိုးတော့ဟာတောဘိသိက်ကြီးမကြိုက်ပါဘူးတော့ကျုပ်မျိုးဘိသိက်ပဲကောင်းတယ်တော့ဟိုဆောင်းမထဲမှာတော့စိတ်တရားတကယ်အစ်စ်ဆောင်းမထဲရေးထားတော့နေပြီးတော့ဆရာလှိုင်လို့ရေးထားတယ်ကျွန်တော်ကရတနာဘုံဆရာလှိုင်လို့ကျွန်တော်နာမည်ပြောင်းပလိုက်ရတယ်နေပြီးတော့သုံးလို့မဖြစ်ဘူးလေတော့じゃတမျိုးထင်နေမှာဆိုလို့နော်ဘာမှကိုကမဥပါပဲနဲ့တမျိုးရှိုးလို့ရှမ်းလန်ဖြစ်နေမှာဆိုလို့နော်မလုံမလဲဖြစ်မှာဆိုလို့အိုးဆရာလှိုင်မယ်ဆရာတောင်းလို့ပါကွာဟာဆရာလှိုင်မဆရာလှိုင်ဆရာတောင်းမယ်မလို့ချင်းရွာနှစ်ချမ်းကွဲသွားတယ်ပြိတ္တကဆရာတောင်းပြိတ္တဆရာတောင်းကြီးကောင်းပါတယ်အမှန်တန်အဆူကောင်းအပြောကောင်းကြီးပါဟိုတော့ဆရာတောင်းကြီးကျင့်စာရိတ္တမကောင်းကြိုးမကြိုက်ဘူးမင်းဆရာလှိုင်ကပတ်စံလေးအများကြီးပေးရတယ်တိတ်ပြီးတော့ပဲများတယ်ဘယ်နဲ့ကဘာညာပေါ့ဗျအဲ့လိုနဲ့အငင်းခုန်ဖြစ်နေတဲ့ခါကျတကြီးကဝင်ဆုံးပြပေးတယ်ကဲငါပြောမယ်ဖိုးချက်နဲ့မိညက်နင်းတို့ညင်းမနေနဲ့တော့စိတ်တရားဆိုင်ငါမင်းလိုချင်တဲ့ဆရာတောင်းလဲငါမင်းလိုချင်တဲ့ဆရာလှိုင်လဲငါကဲဘိသိက်ဆရာနှစ်ယောက်ဖြစ်ရောမို့လားအိုးကျမကတော့ဆရာလှိုင်ပါကျင်တတ်တယ်တော့ဟိုကျုပ်ကလည်းဆရာတောင်းပါကျင်တတ်တယ်ဘိသိက်ဆရာနှစ်ယောက်ဖြစ်သွားတယ်ဟာရွာနီးချုပ်ဆက်ပါတခါလဲဟိုအောင်တောင်းအောင်သိဖြစ်သွားတယ်ဟာဘိသိက်ပြန်ပြီဟေ့တို့တောဘိသိက်ဆရာတောင်းနဲ့မြို့ဘိသိက်ဆရာလှိုင်လို့ဘယ်လိုများပြန်ကျဲပြီးတော့နှွှဲကြမလဲကြည်ကောင်းပြီဟေ့ဒီလူကတော့ကြိတ်ကြိတ်တိုးဆရာလှိုင်ကိုသွားငှားကြတယ်တကြီးနဲ့အလှတကာနဲ့သွားငှားမြို့တက်ပြီးတော့မန္တလေးရတနာဘုံဘိသိက်တော်ပညာရှိရတနာဘုံဆရာလှိုင်ဆိုင်မှုကြီးနဲ့မိုးမဲဝင်သွားဒီအိမ်ကဆရာလှိုင်အိမ်မလားခင်ဗျာရှေ့မှာသူ့တပည့်နဲ့တွေ့တယ်မိဘူးတိုက်ဆရာလှိုင်ရဲ့ပစိုးမိဘူးတိုက်မျက်စိတွေပြန်မြင်မှလိမ့်မယ်အဲ့ဒီကောင်နာမည်ဖိုးတီတဲ့ရွှေရောင်အင်ကြီးဝတ်ထားတယ်အဲ့ဒါချားမဟုတ်ကျွန်တော်သားအဲ့မှာထည့်ထားဆိုင်မမမြင်ဘူးလားဗျဆရာအရှိန်နဲ့ဟောက်တာဒီကောင်ကဆရာလိုင်းအိမ်ဆိုင်မဟုတ်ကဲ့ထိုင်ဘာကိစ္စထိုင်ဆရာလိုင်းရှိပါလားခင်ဗျဆရာလိုင်းပေါ်မှာစာဖတ်နေဒါထုံးစားနိုင်မယ်လေဂိတ်ဘောက်ကစီးဟောက်တယ်ထုံးစားနိုင်မယ်နော်ဘာကိစ္စပါလဲဘာကိစ္စကျွန်တော်တို့ဘိသိက်ငှားခြင်းလို့ငှားတယ်မပြောဘိသိက်ပင့်တယ်ပြောတယ်ဟုတ်ကဲ့ဘိသိက်ပင့်ခြင်းလို့ပါခင်ဗျဘယ်နေရလဲသောတာပန်ဘယ်နေလဲခဏကြည့်လိုက်မှပြက်နေရက်တော့အားတယ်ဖြစ်နေပါလိမ့်မယ်ခဏထိုင်ဆောင်ဟုတ်ကဲ့ခင်ဆရာသွားခေါ်ဆရာအပေါ်တော့ကနေဆင်းလာရွှေကိုင်းမြက်မှနဲ့တပည့်အစိမ်းလေးနဲ့မှတ်မိပါလိမ့်မယ်ဘာလို့တပည့်အစိမ်းလို့ကျွန်တော်တိတိကျကျပြောနိုင်လဲဆိုတော့အဲ့ဒီတပည့်ကကျွန်တော်သူ့ကိုငှားထားတဲ့တပည့်ဖြစ်နေလို့တကယ်ကျွန်တော်တပည့်အဲ့ဒါဆင်းလာဘာကိစ္စထိုင်ရစောက်ကြီးဖတ်ပြီးဘိသိက်ကြံကြီးဖတ်ပြီးဆရာသူတို့ကသောတာပန်ရွာကဘိသိက်ပြင်ရင်လို့လေလှုပ်ပေါ်ကမင်းရဲအားလားမှတ်ထားတယ်ပေါ့အေးဟုတ်တပည့်ရပြောခင်ဗျားတို့ကျုပ်ဆရာကိုပြင်ရင်
ဟိုဟာနော်လှဲရင်နဲ့ပြင်ရမှာနော်လှဲချမ်းကြီးနဲ့ပြင်လို့မရဘူးဟိုမောင်သားချိုပြောတဲ့တွေးရွှေဆိုသဘောမျိုးပေါ့ဗျာနော်အဲ့လိုလာမှာပေါ့နည်းနည်းကြီးကျယ်တာဟုတ်ပါဟုတ်ကဲ့ကျွန်တော်လှဲရင်နဲ့ပြင်မှာဘယ်နေ့လေဝါဆိုလာပြီနေဘယ်နေ့ဟုတ်ပြီရပြီโอเคကဲဒါဖြင့်ဟုတ်ပြီလာခဲ့တော့အဲ့နှစ်ယောက်လည်းပြန်သွားရောတပည့်လို့တဲ့သူကဆရာဒီပွဲတော့ဆရာအပြတ်တက်နိုင်ပါမယ်ဘာကြောင့်လဲပေါ့အဲ့ဒီဆရောင်တောင်းဆိုရင်ဟိုနှစ်ယောက်ကပြောသွားတယ်ဆရာကျွန်တော်တို့ဘိသိက်နောက်တစ်ယောက်လည်းငှားထားသေးတယ်ဆရာဘာလို့လဲဆရာတောင်းဆရောင်တောင်းပါဆရောင်တောင်းဆိုတော့ကြားဘူးသားပဲလုတ်ပေါ့ရပါတယ်ဟိုနှစ်ယောက်လည်းပြန်သွားရောတပည့်ဖိုးတေကပြောတယ်ဆရာဒီပွဲမှာဆရာအပြတ်တက်နိုင်မှာဆရာရဲ့ဘာကြောင့်လဲကွာဟာအဲ့ဒီဆရောင်တောင်းဆိုတာတောကတဟိုးဒီကိုင်းကဆရောင်ရွာတောဘိသိက်ကြီးလားကွာမင်းကွာစောစီပြောပါတော့တောဘိသိက်ကြီးနဲ့ငါကဘိသိက်ပြန်ပြီးတော့ရှင်မြောက်မလဲလားဟာပြိုင်မွဲဆိုတာသူပြန်ကိုပြန်အပြန်လာအနိုင်ယူပြီးတော့အဲ့လိုချပြီးမှအဲ့လိုနိုင်ရမှအရသာရှိတာကွာမိန်လားကွာတယ်မင်းတောဘိသိက်ကြီးငါနဲ့တော့ငါဘာအရသာရှိမှာလဲမဟုတ်ဆရာသိပ်ပြန်ကြမလို့ဘူးတပည့်ကအဲ့ဒီတောဘိသိက်ဆရောင်သုံးယူဆရာအသာလေးကိုနိုင်တယ်ဆရာဘာကြောင့်လဲဆိုတော့အဲ့တောဘိသိက်ကြီးကနာလေးကပ်ပြောတယ်ဘာပြောမှမသိလိုက်ဘူးကျွန်တော်အဲ့မှာဖြတ်ချိုက်တယ်ဇန်ညောမှာလာပြီအလှနေခမီချောင်းစီပါညာလုံနေကြပြီလှဲရင်လေးနဲ့ဆရာလှိုင်းနဲ့သူ့တပည့်လာပြီမန်တက်ရှိလှဲရင်လေးရလိုက်ဆရာလှိုင်းကနေကမျက်မှန်ချွတ်လိုက်ပြန်တက်လိုက်ဟာဆရာလှိုင်းကြည်စမ်းရွာကမိမတွေကအပြိုတွေကဟာနာမည်ကြီးသလောက်ရုပ်ရည်ကလည်းတင့်တယ်ပါပြီတဲ့အရွယ်လည်းကောင်းပါပြီတဲ့ကိုက်ဆက်ကလည်းကောင်းပါပြီတဲ့ကြွားဝတ်လာတခါဟာဆရာလှိုင်းလာပြီသူ့ဝိုင်းကြည့်နေမှသိတော့ဆရာလှိုင်းလည်းမန်တက်ထဲကိုတခါလေကြွားဝင်ချတာနောက်ကတည်းကလည်းကုတ်ချောင်းနဲ့နောက်ကလေးလိုက်ပြီးတော့မှကြည့်လိုက်ပြီဆရာလှိုင်းထိုင်မဲ့ခုံတပည့်ကပုံခါပေးရတယ်ဆရာလှိုင်းအဲ့မှာတင်မလင်ချိတ်ထိုင်ပြီးတော့ဆရာလှိုင်းကနေကမျက်မှောင်ချွတ်လိုက်တပည့်ကဆရာလှိုင်းကိုရွှေခိုင်းမျက်မှန်လေးတက်ပြီးရွှေခိုင်းမျက်တက်ကြည့်ဟိုကြည့်ပရိသတ်သူ့ကိုစိတ်ကြည့်နေကောင်ဆရောင်တောင်းကြီးဘယ်ရောက်နေမှမသိသေးဘူးမလာသေးဘူးအဲ့ဒီမှာဆရာဖိုးတေကဘာလုပ်လဲဆိုတော့ခုနဘူးလေးချုပ်ပြီးတော့လက်စုကလေးထုတ်ပြီးတာဗရမများလက်စုအဲ့ဒါကိုသူကလက်စုကြည့်ပြီးဘိုးသေးမျက်စိနဲ့မြင်အောင်ကြည့်ပါဟုတ်ပြီးတော့ပရိသတ်မြင်အောင်လုပ်နေတာဟာလက်စုလည်းကောင်းပါလားဟာဟုတ်ပြီပြီးတော့မှတခါတပည့်ကထုတ်ပြီးတောင်ရှိပစိုးကောင်းလိုက်တဲ့ပစိုးအယောင်လေးတည်းပြီးတော့တခါဘိသိက်ဆရာမြတ်ကိုတဲ့သူရင်ဟာတင့်တယ်ပါလားရွှေခိုင်းမျက်မှန်လေးပြီးတော့တပည့်ကရက်တောင်လေးပြီးရက်တောင်ဖြန့်ချတယ်ဒီဘက်ကမခတ်ဘူးလက်စုပ်ထားတဲ့ဘက်ကနေခတ်တယ်ပရိသတ်မြင်အောင်ဟာရှာလိုက်ကွာရှာလိုက်မိမဟိုအလူမဘက်ကလည်းကြည်နှက်နေပြီအဲ့မှာတို့ရှာလိုက်ကြာအမြင်ကိုဘယ်တော့တင့်တယ်နေပါလဲဆရောင်တောင်းကြီးရောဟာမရောက်သေးပါလားဟာလာပြီဆရောင်တောင်းကြီးလှဲရင်လည်းမဟုတ်လှဲချမ်းလို့ဖုတ်နဲ့လွယ်ကြီးကင်ပြီးတော့ပိုက်ပြီးတော့ပစိုးကြီးပွေပြီးတော့ပြေးလာတာချွေးတွေတန်နေနဲ့မန်တက်စီရောဆရောင်တောင်းအဲ့ဒီကစပြီးကွာသွားပြီဒီဘက်ကမန်တက်တဲ့ဝင်းထိုင်ဟိုးဆိုင်းတစ်တာပေါ်ခဏထိုင်လွယ်ကြီးဘုတ်ကနေချချွေးတွေတန်နေရွှဲလို့ဟာတခါရွှဲပြီးတော့သာသူအဝတ်စားလဲဘယ်လိုလဲသူ့ရဲ့သွေးကြီးထုတ်ဝတ်လိုက်တယ်သွေးကလည်းရှုံသွားဘယ်တပွဲကိုထားတဲ့သွေးမှမသိဘူးအကုန်လုံးရှုံသွားတယ်အကြည်နဲ့မိဘူးလည်းမတက်အောင်တောင်ရှိပစိုးကြီးဖြန့်တောင်ရှိပစိုးကလည်းအိုးတွန့်ကြည်လို့အဲ့ဒါကြီးဖြန့်လေးပိုတွန့်လေးဖြန့်လေးပိုတွန့်လေးပိုဆိုးတာကဆရာလိုင်းနေရတနာဘုဆရာလိုင်းစွတ်လိုက်တဲ့ခေါင်းပေါင်းကအင်မတန်လှပြီးကြွားဆလောင်တောင်းသူ့ခေါင်းပေါင်းကြီးလွယ်ထည့်ထုတ်ခေါင်းပေါင်းကကွန်းအေးအောက်ရောက်နေတယ်ကွန်းအေးကြီးထုတ်ကွန်းနေစားအဲ့ဒီအောက်ကနေခေါင်းပေါင်းကြီးထုတ်စွတ်ချလိုက်တော့ခေါင်းပေါင်းထိပ်မှာချွေးကွက်ကြီးနဲ့အပွဲကနေပြီးတော့နှွှဲလာတဲ့ချွေးကွက်ကြီးခုထိလည်းမစွတ်ရသေးဟာအဲ့ဒါကြီးဟာအမြင့်ကိုကွာနေပြီသွားပါပြီတို့ဆရောင်တောင်းတော့ဆရောင်တောင်းရဲ့ပြိဿမန္တတချမ်းဆရာလိုင်းတချမ်းဆရောင်တောင်းပြိဿစိတ်တွေညစ်တယ်ဟိုဘက်ကဆရာလိုင်းပြိဿတွေ့လာဟေ့တို့ဆရာလိုင်းကဲပြိဿပြောင်းရွာစားစိန်တင်ဟာအခုတော့ကျွန်တော်ရိုက်တော့စိန်တင်နေတယ်ပေါ့တခါတည်းခေါ်ဟာအဲ့ခါနေပါတီးပြီးတော့စိန်တင်ဟာမင်းကဘာညာတီးကဲခေါ်လိုက်ပြီဆရာလိုင်းကစထွက်လာပြိဿရှိလို့ရက်တော်လေးပြန်ပိတ်ပြန်ဖွဲ့ရက်ခတ်လို့ဟာအဲ့လိုကြည့်နေတာကွာ2မိနစ်3မိနစ်ကြာတယ်ပြိဿလည်းညို့အများသိရတယ်ကြွားမိပါဘူးရနာဘုရွှေမြို့တော်ကဗိသိက်တော်ပညာကြီးဆရာလိုင်းဆိုတာကျုပ်ကိုဗျကြီးလို့တာဘယ်နဲ့လဲရွာစားစိတ်တင်ဟာဟုတ်ကဲ့ဆရာလိုင်းဟုတ်ကဲ့
ဘိသိနဲ့လွယ်တယ်မထင်နဲ့အဘိသိကဘယ်နဲ့ကပါဠိတွေရွတ်မှတ်ထားပြိဿတ်တို့ဟိုမှာစရောင်းတော့ကိုနေစားပြီးတော့မျက်နှာလည်းချွေးတွေပြန်လို့စရောင်းတော့ကအမှန်ဓာကြီးဗျစရောင်းတော့ကခွက်ပုံးကြီးအဲ့ဒါလည်းပြိဿအကုန်သိတယ်ဆရာလည်းကသိထားတယ်အဲ့ပုံမှာသူချရမှာနော်လွယ်တော့မှတ်လို့ဟမ်ခင်ဗျားတို့သိတဲ့တိုင်းခုနမောင်တော်ကျော်တော်ရွတ်သွားတယ်လောကီမင်္ဂလာ12ပါးယဝိနုဒသနာနေလပြတဲ့မင်္ဂလာကန္နဝိဇ္ဇနာနာဟုတာခြင်းမင်္ဂလာငယ်ဆံပေတဲ့မင်္ဂလာကန္နဝိဇ္ဇနာအသွားမြတ်နဲ့မြတ်နာသဆင်းတဲ့မင်္ဂလာတမူလဗတ္တဆွန်းခွန်နဲ့ထမိခွန်နဲ့မင်္ဂလာဘာလဲမင်္ဂလာရွတ်ပြအဲ့ဒီမင်္ဂလာမှာမင်္ဂလာ12ပါးရှိလောကီမင်္ဂလာ12ပါးလောကုတ္တရာမင်္ဂလာ38ပါးဘယ်နဲ့ကပါညာမင်္ဂလာဆိုတာသိကြရဲ့လားမသိလို့နားထောင်တယ်မှာသူကစွတ်ဟောင်းတိုင်းမှာမင်္ဂံပါပံလူနာတိစိန်တိမင်္ဂလာမကောင်းမှုများကိုဖြတ်တောက်သုတ်တင်ပယ်ရှားစေကြောင်းမင်္ဂလာမြည်ဤတဲ့ဗျမှတ်ထားကြည့်ဘိသိက်ဆိုတာမှဆိုင်းတဲ့ဘိသိက်နဲ့အပြန်အလှန်လုပ်ပြီးတော့တချင်းတွေဆိုလိုက်ပြောလိုက်သူကစွတ်ပြီးတော့သူတက်ကြောင်းတွေစွတ်ပြောနေအဲ့တော့ဘိသိက်မြောက်တယ်ဆိုတာလွယ်မှတ်လို့ခင်ဗျားတို့အလုံးသိမှာပေါ့မသိရင်မှတ်ထားမကြားဘူးရင်မှတ်ထားမကြားဘူးနဲ့သိတဲ့အောင်တက်တဲ့အောင်သူများလဲမှတ်ထားစရောင်းတော့ကိုလှည့်ပြောတာစရောင်းတော့ကကုန်းနေဝါလို့သူတို့ကိုဥမိုးကြီးကကြောင်တော်ကြီးခံနေတာမှတ်ထားခင်ဗျားတို့သီရိမင်္ဂလာသီရိဓမ္မအာသောကမင်းကြီးခင်ဗျားတို့သိတဲ့အတိုင်းသာသနာပြုတဲ့မင်းကြီးသူကနေပြီးတော့လှူလိုက်တဲ့လှူတွေ8400သီရိဓမ္မသောကမဟာယာဇာပရိသရှာလိုက်ဟဲ့ပြီငါတို့နားထောင်ရမယ်ဟဲ့ဆိုင်ကလည်းတဲသီရိဓမ္မတဲရလည်းချပြီသောကမဟာယာဇာရေရင်း8400ရေကမောင်းက8400မှာအလူတော်မင်္ဂလာဇေရီဟုံးက8400အဲ့ဒီလိုသီရိဓမ္မသောကမင်းကြီးဒီပင်လေမချဘူးပရိသတ်ကတချင်းဆက်ဆိုမှထင်တာ तू ကအဲ့နေရာကြီးဖြတ်ပြီးတော့အဲ့လိုနှဲ့ရလဲတန်းလိုင်းကြိုင်ခဲ့ဆိုင်းဆန်လဲတန်းလိုင်းကြိုင်8400အဲ့ဒီလိုဘယင်ကြီးစီပင်လေဆိုတော့ပရိသတ်လဲတန်းလိုင်းကြီးကြိုင်ခဲ့ဘာလိမစိုးပါလားအဲ့လိုလှူပြီးတဲ့နောက်မှာရှင်မောင်လိဗုဒ္ဓတေသမထေရမြတ်ကြီးကိုမေးလျှောက်ဆရာလိုက်ချတာပွဲကြမ်းနေတာရှင်ဖျားတပည့်တော်အဲ့လိုလှူထားတော့သာသနာဓာယိကာသာသနာအမွေခံထိုက်ပါပြီလားဖေရဒါတော့ရေမရှင်မင်းကြီးဘလောက်ပဲလှူသာသနာအမွေခံသာသနာဓာယိကာမထိုက်ပါအဘယ်ကြောင့်ဆိုတော့အသင်ဤရင်သွေးအခြားရင်သွေးများကိုမြတ်စွာဘုရားဤသားတော်သမီးတော်များဖြစ်သံဃာပေါင်းသင်္ကန်းကိုသွင်းမှသာလင်သာသနာအမွေခံထိုက်တယ်မင်းကြီးဟုတ်လားဗျာအဲ့ဒီကြမှာသားနဲ့သမီးနဲ့အဲ့ဒီလိုအစဉ်လာရှိခဲ့တော့ဘလောက်ကြီးကျယ်တဲ့မှတ်တယ်လဲရှင်ပြနာတာဆိုတာသာသနာအမွေခံမဲ့ကလေးတွေလူပေါင်းမောကနေပြီးတော့သာသနာပေါင်းရောက်တော့အောင်သွင်းပေးတဲ့အဲ့ဒီပွဲကြီးအလူမင်္ဂလာပွဲကြီးဗျရှင်ပြနာတာကြီးဗျအဲ့ဒီလိုဒီဘဝကနေပြီးတော့သာသနာပေါင်းဘဝရောက်တော့အောင်လုတ်ပေးတဲ့ကူးပြောင်းပေးတဲ့ဘိသိက်ဆရာဘိသိက်တော်ပညာရှိအင်မတန်အရေးကြီးချော်ဆိုဟောက်လာစွတ်ပြောတာပြိဿကနားထောင်နေလာပြီဆိုတာပြောတာသူအဲ့လိုစွတ်ပြောနေတာအဲ့ဒီလိုဘိသိက်ဆရာဟာအင်မတန်ကိုသူ့ရဲ့နှုတ်ထွက်အင်မတန်အရေးကြီးပါတဗျကျုပ်လေးဆရာလိုက်ယောက်ျားဆိုတော့အတော့စားမကင်းဘူးပေါ့ဗျာငယ်စဉ်ကသို့တော်လဲဘိသိက်မြောက်ပြီးတော့ဘိသိက်တော်ပညာရှိရဏဘုဆရာလိုက်လို့ဖြစ်လာပြီးတဲ့နောက်ကစပြီးတော့ကျုပ်လေးသူရမေရိယဆိုတဲ့ကံကိုအစ္ဆတက္ကေပါဏုပေတံဝေရာမဏိသိက္ခာပဒံသမာရိယမိယာသက်ပံဆွန့်လွတ်လိုက်တယ်ဗျအုံးနဲ့ဖြစ်သွားပြီအဲ့မှာဆလောင်းတောင်းကခွက်ပုံးချလာရင်းနှီးချမ်းငှဲ့ပြီလို့ပါပဲတန်လန်းကြီးမိတော့ဟိုမှာဆိုင်တော့မှာတစ်တာပေါ်ထိုင်ပြီးတော့ဟိုကတန်လန်းကြီးချနေဒီကကျုပ်ကအဲ့လိုလူမျိုးဗျအင်မတန်နှုတ်ကအရေးကြီးပါတယ်ဒီဘိသိက်ဆရာရဲ့နှုတ်ကထွက်မဲ့မင်္ဂလာစကားများအင်မတန်မင်္ဂလာနဲ့ပြည့်စုံမှုလို့တယ်သူနှုတ်ကမင်္ဂလာစကားတွေပြောပြီးတော့နှုတ်ကနေပေရီနဲ့နေထောင်းထနေမှာဆိုရင်အမလေးသွားပါပြီဗျာနတ်တုတ်တာတဲ့မစင်တပဲတရွေးသားကြတယ်လို့ဒီဘိသိက်ကြီးဒီလူကြီးပြက်ပြီးပေါ့ဗျာခင်ဗျားတို့အဲ့ဒါအရေးကြီးတယ်ဗျအဲ့ဒါကြီးပြောဆိုပြီးတော့ဘာမှလည်းဆက်မပြောတော့ဘူးတချင်းလည်းမဆိုတော့ဘူးဂိုင်းအဲ့ဒါကြောင့်ဘိသိက်နဲ့ဟလာဟိတ်ဆန်းရအောင်လို့ဂိုင်းရွာဆိုစိန်တင်ဟန်ကျုပ်ခဏပန်းနားမယ်ဗျာဆရာလိုက်စရောင်းတောင်းလည်းရောက်စရောင်းတောင်းဘာပြန်ချမှမသိဘူးကြီးကြသေးတာပေါ့သူ့တော့ဆော်သွားပြီကွာဥမိုးဒီထွက်လာချွေးတွေတန်နေနဲ့မျက်နှာရဲ့အစီတွေဝင်းပြီးတော့ဆက်ဖြဲဖြဲကြီးနဲ့ထွက်လာစရောင်းတောင်းဟုတ်လားလို့
ရေးထဲမှာသူထွက်လာတော့ရှေ့ရရှင်လောင်းလေးကဟာခေါင်းမောင်းထိတ်အကွက်ကြီးနဲ့လို့ပြောလိုက်သေးတယ်မပြောနဲ့ချွေးကွက်ကြီးနဲ့ဆရောင်းတောင်းကကျွန်တော်ဆရောင်းရွာကမောင်တောင်းပါဗျာခုနကဆရာလိုင်းပြောတော်လာတယ်ကောင်းလိုက်တာဗါတဲ့မင်္ဂန်ပါပန်းလူနာတိစင်တိမင်္ဂလာမှတ်သားရပါပြီလေဗျာတကယ်တော့ကျွန်တော်ဆရောင်းတောင်းသည်ဆရာလိုင်းပြောပြတော့အဖို့တန်တဲ့ပညာတွေကိုနားထောင်နေရတဲ့ဆရောင်းတောင်းဖြစ်ပါတယ်ဗျာကျွန်တော်ဒီတက်လို့လုပ်တာမဟုတ်ပါဝါသနာပါလို့လုပ်တာအမလေးဆရာလိုင်းကျေးဇူးတင်လိုက်တာဗျာဆရောင်းတောင်းပညာတွေအများကြီးရပါတယ်ခင်ဗျပြန်ချမယ်အောင်ပြီလားမချပါလားဟာဆရောင်းတောင်းကြီးကအရှုံးပေးနေပါလားဟာသူ့ပြိတ္တကမျက်နှာကြီးညှိုးကုန်ပြီဘယ်လိုဖြစ်တာလဲခါဆရောင်းတောင်းကြီးဆက်ပြောပါတယ်ကျွန်တော်လေဆရောင်းရွာကမောင်တောင်းပါဘာမှသိတတ်တာမဟုတ်ပါဝါသနာပါလို့အဆိုလေးပါလေးဝါသနာပါပြီးတော့ဟိုနာဒီနာလိုရင်းနဲ့ဆရောင်းတောင်းပြောနေဗိသိဆရာကြီးလို့ဘာမသိညာမသိဖြစ်လာတာပါဗျာကျွန်တော်အမေကမာတာမိခင်ကျေးဇူးရှင်ကတကယ်တော့ကျွန်တော်တို့ကထွန်ရှင်း20နဲ့လဲလုစားတဲ့လေသမားကိုင်းသမားတွေထွန်ရှင်း20ဆိုတော့နဲတဲ့လဲမဟုတ်ဒီတိုင်းစားနေဟာဆရောင်းတောင်းမခေပါလားအမေကပြောတယ်ငါသားမောင်တောင်းရဲ့ငါသားရဲ့မင်းဗိသိတွေမြောက်တဲ့ချင်းတွေဆိုဟွာတွေရွတ်ဒီဟာတွေရွတ်နဲ့အမလီရင်နေကွဲကုန်မှပြင်အသေးတွေနာကုန်မှပြင်ငါသားရဲ့မလုပ်ပါနဲ့မင်းဖေလက်ငုပ်ရှိတဲ့လေရကိုင်းကျွန်းအလုပ်ဆက်လုပ်ပါတော့ငါသားရဲ့ကျွန်တော်မနေနိုင်ဘူးကျွန်တော်ဆက်လုပ်တဲ့အမေစကားနားမထောင်နဲ့ငါမိုက်သားမောင်တောင်းလူမိုက်ကြီးမောင်တောင်းသူ့ကိုယ်သူအဲ့လိုပြောနေပြိဿဟာဆရာလိုက်တွယ်မယ်အောင်မင်းလားမတွယ်ပဲနဲ့သူ့ကိုယ်သူပြန်ချနေပါလားဟာကျွန်တော်အမေမာတာမိခင်အဲ့လိုကွယ်လွန်တိမ်ပါပြန်တော့အမိနေရအစားဝင်မယ်နောက်ထပ်မိမတယောက်ရောက်လာပဲဗျသူကတော့တခြားမဟုတ်ပါဘူးဗျာကျွန်တော်ရဲ့အရေးပိုင်မှာပဲအရေးပိုင်ဆိုတာတခြားမဟုတ်ပါဘူးကျွန်တော်အရေးအရာတွေအကုန်ပိုင်းနဲ့ကျွန်တော်မိမပါပဲဗျာဝေါ်ဆိုပြိဿပြောတချင်းတိတ်နေတဲ့ပြိဿအဲ့ချိန်မှာစလှုပ်သွားဆရာလိုက်နဲ့ရက်ခံနေရတယ်လှမ်းကြည့်ဟာငါလည်းတော့ငိမ့်နေပြိဿဆရာတော်တောင်းထဲမှာနည်းနည်းဝေါ်တဲ့တစ်ချက်ရီပါလားဟာကျွန်တော်မိမကဘာပြောလဲဆိုတော့မိမများမကောင်းပါဘူးဗျာသောတာပန်ကမိမတွေမပါဘူးနော်သောတာပန်ရွာအနိနာဝချက်ကမိမတွေလည်းမပါဘူးနော်ဟိုဘက်ရွာကမိမတွေလည်းမပါဘူးနော်မထူးပါဘူးဗျာအကုန်လုံးကမျှတာခံလိုက်ကြပါတော့ခင်ဗျားတို့မိမတွေအတူတူပါပဲဗျာဝေါ်ပြိဿကြီးပြန်လုံနေတာဆရောင်းတော့အယိုးကန်နဲ့ကျွန်တော်မိမကပြောတော့ရကိုသောင်းခေါ်ပါလေကိုသောင်းကျမလေးရှင်ဘိသိမြောက်ကပြန်လာရင်လေရှင်စားဖို့ဆိုဘဲဦးလေးကြောချင်းလေးချက်ထမင်းလေးကျွေးမယ်ဆိုပြီးတော့ထမင်းဦးတဲ့ဘဲဦးလေးခောက်မယ်ရှိသေးတယ်ရှင်သမီးလေးကမအိပ်ဘူးတော့တအီလုံးလားကလေးထိနေတယ်ကျမဘာမှကိုမလုပ်နိုင်ဘူးတော့ရေလည်းမခတ်နိုင်ဘူးထမင်းလည်းမချက်နိုင်ဘူးအဲ့တော့ကိုသောင်းရေလေးအရင်သွားခတ်လိုက်ပါလားတော့အေးပါကွာရပါတယ်ဆိုတော့တော့ဘယ်ရမလဲအေးကွာငါသွားခတ်မယ်မိမလည်းကြောက်ရသေးသဗျဒါလည်းပါတယ်ပြိဿတော်ဖြစ်လာပြီမြူးလာပြီဆိုတော့တော့ပါလာပြီအလိုလိုအယိုးကန်လည်းပြောတယ်အဲ့လိုနဲ့ကျွန်တော်ရေထွက်ခတ်မိမလည်းမှားရတာရှိတယ်ကိုသောင်းဒီခါတော့ပိသိမြောက်လေစူကြီးလေးပါလေရအောင်လုပ်တော့ဟိုတနေ့ကလေဟိုတကြီးတူမလေဟိုရင်းလို့မင်းငယ်တို့လေမြို့ကလာရောက်တဲ့ဟိုတစ်ထဲကို25ချက်ပေးရတဲ့ပလာစီယာဆိုလားဘာဆိုလားအလှတယ်တော့ကျုပ်ကလည်းအဲ့ဒါနှစ်ထဲဝယ်လိုက်တယ်တော့90ကျတယ်တော့အဲ့ဒီအတွက်ပတ်စံလေးပေးအောင်တော့စူကြီးလေးပါလေရအောင်လို့ချင်းလေးပါလေဆိုတော့အေးပါကွာငါသိပါတယ်ကွာအဲ့လိုနဲ့ကျွန်တော်လည်းနွားစာဆင်းပြီးတော့ရေခတ်မယ်ဆိုပြီးတော့ကျွန်တော်တဘိုးနဲ့ပုံလေးနှစ်ပုံချိတ်ပြီးတော့ကျွန်တော်ရေရွှင်းစီထွက်လာခဲ့တာပေါ့ဗျာရေရွှင်းကအိမ်နဲ့နည်းနည်းလှမ်းတယ်ဗျလှမ်းတဲ့ခါကျတော့ကျွန်တော်ကဘာလုပ်ရလဲဆိုတော့အိုးငါလည်းလက်ကျင်ပြီးသားဖြစ်အောင်ကဲကိုလည်းပြင်းပြင်းအောင်အားလည်းရှိအောင်ဘုံတောက်ကလေးတစ်ချက်တော့စူကြည့်ဦးမှာပါပဲလေဘုံတောက်ကလေးလဲဆိုလဲရောဆိုင်းကတီးပြီးဘုံတော့တောပြီးတက်ဟာချပြီဟာပြိကခုမှဆိုင်းလန်ကြားရတာစောစောဆရာလိုက်တော့ဆိုင်းလန်နှဲရလဲတန်လန်ကြရင်ခဲ့တာခုမှဟိုဟာချပြီအဲ့ဒီမှာကျွန်တော်မိမဆိုလို့မှတ်ထားတယ်အဲ့ဒီမှာဆောင်းသောဦးမိုးဒီကောက်ဆိုတာညီမရိုးရလူဝဲဆင်ရွဲရမြသူလားညီမရိုးရလူဝဲဆင်ရွဲကြမြသူလားရင်ထဲကစေနာတွေရဲ့များရစုပေါင်းဆောင်းတောင်းလို့လာပါပြီအလိုများကုသူတွေပေါင်းဟာတဲ့အဲ့လိုနဲ့ကျွန်တော်လည်းရေရင်းစီထွက်လာတာပေါ့ဗျာရေရင်းကအတန်ငယ်လှမ်းတယ်ဗျဘယ်လောက်လှမ်းလဲဆိုတော့နောက်ထပ်ဘုံတော့တပုတ်စာလှမ်းသေးတယ်ဗျနောက်တပုတ်ထပ်ဆိုပြစ်တာဟာဘုံတော့ဒီဆိုင်ရလည်းမြူးသွားပြီပြိတ္တလည်းမြူးပြီထပ်ဆိုပြစ်တယ်အဲ့မှာရာဇယုသာကိတဘာယနာထက်ကသူလာသမျှအချက်ပူတဲ့အထက်ဘုံရွှေပြောင်းရွှေကြောင်းစလုံးတောင်းလို့လာပါပြီဗျာအလိုများကုသူတွေပေါင်းကုသူတွေလောင်းဟာ
အဲ့လူနဲ့ကျွန်တော်ရေရင်းရောက်ဒီခတ်ထံဘူးတဲ့ထက်ပုံနဲ့ထက်ပြန်လာလေးပင်နဲ့ပြန်လာအိုးအိမ်ပြန်လာလမ်းတော်ရောက်တော့ရေဘုံကလည်းလေးတော့ခဏချပြီးတော့ရွာပြန်လှမ်းကြည့်တော့အိုးထုံးဖြူစီဒီဖူးဝေးနဲ့တဲကြည်နူးစရာကောင်းတဲ့သတ်ပဲဟုတ်ဗျရွာဥထိတ်ကဇီဒီဖူးရတော့ကျွန်တော်စိတ်ထဲမှာစောစောဟာဒီပျောက်သွားပြီးတော့ကုသိုလ်စိတ်ကလေးဝင်လာရောဗျအဲ့ဒီမှာကျွန်တော်ကဘာသွားသတိရလဲဆိုတော့မန္တလေးဆရာတော်ဖရာကြီးရေးသားစီကုန်းတော်မူတဲ့နိဗ္ဗိန္ဒတေးတက်ကြီးကျွန်တော်သွားဟာတေးတက်လာပြန်ပြီဆောင်းချပြန်ပြီဟိုဘက်ကဆရာလိုက်ချွေးတွေပြန်နေရွှေကိုင်းမြတ်မှာချုပ်ပြီးတော့ရက်ခိုင်ရင်နဲ့ရက်တောင်လေးသာပိတ်ပြီးတော့တိုးဘော်နဲ့တိုးဘော်လွတ်ကြဟိုဘက်ရုပ်ပြက်နေပြီဆရာလိုက်ဆောင်းတော့ပြိဿပါသွားပြီလေမန္တလေးဆရာတော်ဖရာကြီးနိဗ္ဗိန္ဒတေးတက်ကျွန်တော်ဆိုပြတယ်ဗျာအဝိဇ္ဇာပိခါဆိုမိစ္ဆာမျိုးပြင်းဟာချပြီတိန်ဟိုဆရာပြိဿရွရတယ်အဝိဇ္ဇာပိခါဆိုမိစ္ဆာမျိုးပြင်းအိတ်ထားလို့ထင်မြင်လင်းလွင့်စင်းမီမလွဲအယိုးစုအပုတ်ကောင်းကိုအယိုးစုအပုတ်ကောင်းကိုအဟုတ်ရောင်မှားဖို့တနေ့ကျွန်တော်တို့မောင်တောင်းနေလေငမိုက်သားတွေလေအဝိဇ္ဇာကိုဝိဇ္ဇာကိုအဝိဇ္ဇာအမှားတွေမြင်မောဟတွေပိတ်ဖုံးပြီးတော့အိတ်ထားယုံအနိဋ္ဌာယုံနဲ့အိတ်ထားယုံလို့မြင်ဟာတရားတွေလည်းပြောသချင်းတွေလည်းဆိုးဆောင်းလုံးလှုပ်ချင်လို့လှုပ်နေအဲ့မှာတယောက်တည်းလှုပ်လာဆရာလိုက်ကိုဘာမှပြောအယိုးစုအပုတ်ကောင်ကျွန်တော်တို့က32ခုတာသွေးသီးကြီးအမလီအဲ့ဒါတွေပေါ့အယိုးစုပုတ်ကောင်အယိုးစုအပုတ်ကောင်းကိုအယိုးစုပုတ်ကောင်းကိုအဟုတ်ရောင်မှားဖို့တနေ့အတုပါယုတ်တစင်းငယ်အတုပါယုတ်တစင်းငယ်အဟုတ်လေးကိုတဲ့အပုတ်ယေစုတရွှဲဟာမို့ယိုမဆဲသူမှာတို့ကလောက်ယွန်စရာကိုလွန်တနာမဲ့ဆွဲလို့စဝဲမှားတပီပီမွန်းနေကြပါလေသွေးသီးကြီးပြည်သလိတ်တွေကတီမစိတ်လျံပြည်တွေတို့ချာလီရှင်းပြအဲ့ဒါရှင်းပြ32ခုတာသားတွေပါတယ်တို့ကလောက်ယွန်စရာကိုလွန်တနာမဲ့ဆွဲလို့စဝဲမှားတပီပီမွန်းနေကြပါလေတဏှာကြိုက်တဲ့အမိုက်တွေမှာတဏှာကြိုက်တဲ့အမိုက်တွေမှာအငိုက်မပြေနေမွန်းရှာကြလေတဏှာပူးတဲ့အယူတွေမှာအမှုမပြေနေမွန်းရှာကြလေတဏှာဖမ်းတဲ့အကန့်တွေမှာအပမပြေနေမွန်းရှာကြလေအဲ့ဒီတိတက်လေးပြီးတော့ကျွန်တော်အိမ်ပြန်ရောက်စင်အိုးတဲ့ဘူးလောင်းအဲ့မှာကျွန်တော်ဘဲဥရီကျော်မိမကိုသောင်းအမျိုးမျိုးလုပ်လာအဲ့ဒီလိုနဲ့ကျွန်တော်ဝါသနာပါလို့ကျွန်တော်ကဆလောင်တောင်းဖြစ်လာတာပါဗျာတက်လို့မဟုတ်ပါဘူးဗျဂိုင်းကျွန်တော်အလဲလဲပြီးပါပြီဗျပြီးပါပြီကဲရတနာကိုဆရာလိုင်းဆရာလဲပါဆရာအလှည့်ယူပါဆရာကျွန်တော်ခဏနားပြစီခင်ဗျတောက်နဲ့ပြန်သွားဆိုင်းတစ်တာပေါ်ထိုင်ဆရာလှိုင်းရတနာကိုဆရာလှိုင်းဘာပြောတယ်အောင်မင်းကျွန်တော်မလုပ်တော့ဘူးဆရာပဲဆက်လို့လိုက်ပါတော့ဆရာကျွန်တော်မလုပ်ချင်တော့ဘူးဆရာဟာချွေးတွေပြန်ပြီးတော့တုံးလို့ဟုတ်ဆိုမန်တက်တစ်ခုလုံးကစရောင်းတောင်းတော့ပါသွားတာသူ့ဘက်မှာမရှိတော့ဟာအဲ့မှာစရောင်းတော့ဟာမဟုတ်တာဆရာရဲ့ဆရာအလှည့်လေးကျွန်တော်အလှည့်မြူကျင်တော့ဘူးဆရာပဲဆက်လို့လိုက်ပါတော့ဗိတ်သိက်တွေဆက်မြောက်လိုက်ပါတော့ဟာမဟုတ်ပါဘူးဆရာရဲ့အဲ့တော့စရောင်းတော့ကဲဆရာလို့လုပ်ကြရအောင်ဆရာနဲ့ကျွန်တော်နဲ့2ယောက်ပေါင်းပြီးဗိတ်သိက်မြောက်ကြရအောင်ဟာဆရာလာပါဆရာရဲ့ပါဠိပတ်သားတွေရွတ်ဗိတ်သိက်စာတွေရွတ်ကျွန်တော်ဒါတွေအသေးစိတ်မပြောတော့ထမင်းခွန်းတဲ့ခါကျတော့ဆရာလိုင်းကထမင်းကင်ထားအဲ့ဒါဇွန်းနဲ့ဆောင်းတောင်းကခွန်းဟင်းရီတိုက်တဲ့ခါကျတော့ရှင်လောင်းလေးတွေနပေါက်တယ်လေးတွေဆောင်းတောင်းကဟင်းရီကြိုင်လေးကင်ထားဆရာလိုင်းကလိုက်တိုက်ပြီးတော့တပြေကဲနဲ့ရီပက်ပြီးတော့ပန်းကုန်းလေးတွေစွတ်ပြီးချီမန်းကုန်းလေးတွေစွတ်ပြီးအတူတူလုပ်ရတာအကုန်2ယောက်ပြန်ပြီးတော့မှ2ယောက်ပေါင်းပြီးတော့ကျွန်တော်တို့ဗိတ်သိက်စာတွေရွတ်ကြတော့တအားကိုကောင်းသွားတာဗျာဗိတ်သိက်ပွဲအစကပွဲကြီးပွဲကောင်းချကြမယ်လို့ထင်နေတာဆရာကောင်းကပဂရိအယိုးကန်နဲ့ပြောတော့ဟိုမဟုတ်မတရားပြောထားတဲ့စော်ကားထားတဲ့ဆရာလိုက်ဘယ်လို့မှမတတ်နိုင်တော့ဘဲနဲ့ဒုက္ခရောက်သွားပြီနောက်ဆုံးဆရာတောင်းကလာခဲ့လို့ပြောပြီးတော့လှုပ်သွားတော့ဗိတ်သိက်ပွဲကသိကောင်းသွားတယ်ပြီးသွားဆိုကြပါပြိတ္တလည်းကျင်နာကောင်းလိုက်တာပြောခောက်သွားပြီစိတ်တင်ဟာရတနာဝန်ဆရာလည်းကဒီလိုပြန်ထွက်သွားမှာမပြန်ဘူးဆိုင်းရှိရနေဖြတ်လျှောက်သွားတယ်အဝတ်စားလည်းမလဲသေးဘူးဘယ်သွားလဲကြည့်တော့ဆိုင်းတစ်တာပေါ်မှာအဝတ်စားတွေလဲနေတယ်ဆရာတောင်းရှိသွားပြီးတော့အောက်ကနေတစ်တာအောက်ကနေဒူးလေးထောက်ထိုင်ဆရာကျွန်တော်စကားလေးနည်းနည်းပြောပြစီဆရာဟာမင်းရှိပါဆရာပြောပါဆရာကျွန်တော်ဆရာကိုလူပုံလဲမှာစော်ခဲ့မိတာကျွန်တော်တောင်းပန်နေလို့ပါဆရာဟာရပါတယ်ဆရာရဲ့မဟုတ်ပါလူဆိုတာအမှားမကင်းပါဘူးဆရာရဲ့ကျွန်တော်မှလည်းအပြစ်နာစားတွေအများကြီးပါကိုမှားတာကိုသိအဲ့ဒါလူတော်ဗျဆရာရဲ့ပညာရှိဗျဟုတ်ပါဘူးဆရာကိုကျွန်တော်နှုတ်နဲ့လဲစော်ခဲ့ပြီစိတ်နဲ့မနှောကန်နဲ့လဲစော်ခဲ့ပြီလူပုံလဲမှာဆရာကိုကျွန်တော်အပုတ်ချခဲ့တယ်
ဆရာရဲ့ရက်တော့တတ်တာလေးတခုကျွန်တော်အကြောင်းပြပြုပြီးတော့အဲ့အတွက်ကျွန်တော်မကျင်းတော့ဘူးကာယကံမြောက်ဆရာကိုကျွန်တော်လာကြတော့တာပါဆရာရဲ့ဆရာကျွန်တော်ခွင့်လို့ပါဟာဆရာရဲ့လက်အုပ်ချီထားတဲ့ရတနာဘုံဆရာလိုင်းရဲ့လက်ကိုစောင်းကောင်းကဆုပ်ကင်ထားပြီးတော့တွေးပြီးတော့ဆရာကျွန်တော်ခမည်းကိုပညာရှိကိုအောင်းမိတာပညာတွေတတ်တဲ့ပညာရှိတကယ်တော့ခမည်းဟာပညာရှိတယ်မကောက်ပညာရှိသူတော်ကောင်းပါလားကို့အမှားကိုဝန်ခံရပြီးတော့လူပုံလယ်မှာတောင်းပန်တတ်တဲ့သူအဲ့ဒါသူတော်ကောင်းဗျအမလီပညာရှိသူတော်ကောင်းပါလားဗျဟုတ်ကဲ့ဆရာကျွန်တော်တောင်းပန်ပါတယ်ဆရာပြီးတော့မှစတောင်းတော့ကဆက်ပြီးတော့မျက်စိမှိတ်ပေါ်မော့ပြီးတော့အေးခမည်းလူပညာရှိသူတော်ကောင်းကလက်အုပ်ချီမို့ရှ िख ိုးတောင်းပန်တာကိုခံယူနေတဲ့ကျုပ်ကတော့အမလီရစ်ထုတ်ကြီးဖြစ်နေပါလားဗျာခမည်းရဲ့တောင်းပန်မှုကိုလက်ခံနိုင်တဲ့အနေထားရောက်အောင်ကျုပ်လေတစ်သက်လုံးမိဝဲလာခဲ့တဲ့ဟောဒီအရက်ကျုပ်လည်းအခုချိန်ကစပြီးတော့အစ္ဆတက္ကေပါဏုပေတံဝေရမဏိသိက္ခာပဒံသမာဓိယာမိရာသက်ပံဆွန့်လွတ်လိုက်ပါပြီဗျာသာဓုဆရာရဲ့အတန်ဒီတုံမြဲရီဝဲနှစ်ယောက်စလုံးအဲ့ဒီချိန်မှာကျွန်တော်ကဇန်ကျွန်းနဲ့ဗာထိတ်လဲဆိုဒေါ်ရီသအတန်နဲ့နဟိဝေရိနဝေရမဏိဓမ္မပဒရေယဖေပြီးတော့မိသွားတယ်ပြီးတော့မှအဲ့ဒီနောက်ကမှကြီးစီတန်ကြီးနှောင်းဆိုထုလိုက်တာရင်ထဲကိုတုံသွားတယ်ကျွန်တော်တို့ကိုယ်တိုင်တော့ပြီးတော့မှကျွန်တော်အတန်နဲ့ဆက်ပြီးလိုက်လာကြပြားလေးနှစ်ပိုက်ကျွန်တော်ရွတ်လိုက်တယ်အဲ့ဒီကြပြားကျွန်တော်အတန်နဲ့ရွတ်တာအဲ့ဒီကြပြားကရေးပြတာကဆရာတော်စီစေကိနနဲ့ကျွန်တော်နဲ့အပြန်အလှန်ဖုန်းဆက်ပြီးတော့နှစ်ယောက်ပေါင်းပြီးတော့ဘုံတန်ခါနဲ့လူနဲ့ပေါင်းပြီးတော့အဲ့ဒီကြပြားနှစ်ယောက်ပေါင်းဆက်တာနှစ်ဦးပေါင်းဆက်တာဘာလဲဆိုတော့ကြပြားလေးကကျွန်တော်မေ့မှာဆိုပြိုင်မွဲထုံးစံရှုံးမခံလဲနိုင်မြန်အရှုံးဇက်မဆုံးမှုအမုန်းတန်လျာလဲကြပြီအမှန်ကိုမြင်အမှားပြေမှကင်းစင်မာနအတ္တမပါတာယာအချမ်းရှိလေပြီထွက်သွားကြည်နူးစွာစကိုင်းတောင်ရိုးကြီးပြဖះပြတန်ခါပြဇီဒီပြခုနတန်းစုံကြီးနဲ့ပြပြီးပါပြီဝိသိပြိုင်ပြောချင်တာကကဘာမှာဆရာဥက္ကမောင်ညိုတို့ပိုသိပါတယ် win-win theory ဆိုတာရှိပါတယ်စီးပွားရေးလောကလာလို့ပြောပါတယ်အစပိုင်းတော့ win-loss theory ကိုယ်နိုင်သူရှုံးသူနိုင်ကိုရှုံးချအပြတ်အရှုံးနိုင်အပြတ်ဆော်ကြနောက်ကြတော့မဟုတ်တော့ဘူးမကောင်းမှုဟိတ်ဒီစနစ်တယောက်ရှုံးတော့တယောက်နိုင်တယောက်နိုင်တော့တယောက်ရှုံးရှုံးတဲ့သူကပြန်လက်စားချေနိုင်တဲ့သူကပြန်ရှုံးဟာစမ်းမဆုံးအဲ့တော့ win-loss theory နေရာမှာ win-win theory WIN သူလည်းမရှုံးစေရကိုလည်းမရှုံးစေရအခုဒီဇာလမှာစလောင်တောင်းလည်းမရှုံးဆရာလှိုင်လည်းမရှုံးနှစ်ယောက်ပေါင်းပြီးလို့တာတရွာလုံးလည်းညီညွတ်မကွဲတော့ win-win theory ကျွန်တော်တို့ပြလိုက်ပြီးတော့ဟိုမှာက WW win-win theory ကျွန်တော်တို့ဗိသိပြန်က WWW win 3လုံး W 3လုံး win theory ဆရာလှိုင်ရောစလောင်တောင်းရော win ဖြစ်နေမှာကရွာသူရွာသားတွေဗျာသူတို့အနိုင်ရသွားတယ်ရှုံးတဲ့သူမရှိဘူးအဲ့ဒါလေးပြပြောချင်တာကနောက်ဆက်တွဲလေးကသိစင်စားကြကောင်းတာရှိသေးတယ်ဗျဆရာတော်ရှေးစေကနာကအဲ့ဒီခွေလေးရိုက်ပြီးတော့အဲ့ဒါအင်္ဂလိပ်လိုအတန်ထက်ဟာအောက်ကနေစာရန်ထိုးရှင်ဖျားအဝိဇ္ဇာပိတ်ခါဆိုမိစ္ဆာမျိုးပြင်းပြင်းအိဋ္ဌာလို့ထင်မြင်နေဒူးတော်အင်္ဂလိပ်လိုမပြန်တတ်ဘူးဖေရကုလသမဂ္ဂမှာအလုပ်လုပ်ခဲ့တဲ့ပုဂ္ဂိုလ်ကြီးတယောက်ခေါ်ပြန်ပြီးတော့မြန်မာတယောက်ပြန်ပြီးတော့အချက်4000တရုတ်ပြည်မှာကူးလိုက်သူ့တပည့်တွေရှိတယ်မြန်မာတွေပြီးတော့ရန်ကုန်ပြန်ယူလာပြီးတော့ MRTV4 မြောက်ရီ MRTV ဘယ်နဲ့ကအကုန်လုံးအဲ့တော့အခုလို MN နဲ့ MI နဲ့မပေါ်သေးဘူးအလကားပြမရောမှုတရားဘောတွေမှာဝေးရော့တကာချစ်အချက်900ယူအချက်1000ယူဝေးပြစ်အကုန်လုံးဒါလည်းထားတော့နောက်ထပ်စိတ်ဝင်စားစရာ behind the curtain ပေါ့ဗျာကလကနောက်ွယ်ကဖြစ်တဲ့ကလေးတခုရှိသေးတယ်ဆရာတော်ရှေးစေကိန်းကကျွန်တော်ဘယ်လိုပြောလဲဆိုတော့တကာချစ်တဲ့ဒါအခုမှကျွန်တော်2009ကကျွန်တော်ရိုက်ခဲ့ပြီးတော့2010ရွေးကောက်ပွဲမတိုင်မီလေးမှာကျွန်တော်ဒီကောက်အကုန်ဖြန့်ပြပြ win-win theory ဆရာတော်ကကျွန်တော်ပြောတယ်မင်းရှိတယ်တကာချစ်တဲ့ပထမဆုံးအချက်4000เนี่ยပထမဆုံး2ချက်အသစ်ဆက်ဘယ်သူမှမပြရတဲ့အဲ့2ချက်ကိုဘုံဘုံနှစ်နေရာပို့ပေးလိုက်တယ်ဆရာတော်တဲ့ဘယ်နေရာလဲဖေတစ်ချက်ကအမှ54တက္ကသိုလ်ရိပ်သာလန်ဒေါအောင်ဆန်းစုကြည်ပို့ပေးလိုက်တယ်ဟုတ်ပါပြီဖေနောက်တစ်ချက်ကနေပြည်တော်ပို့ပေးလိုက်တယ်ဒေါ်ကြိုင်ကြိုင်စီဆရာတကယ်ပြောတာပို့ပြီးတော့နောက်တပတ်လောက်နေတော့တခါချစ်တယ်ဖုန်းပြန်လာတယ်တဲ့ဘယ်ကလဲဖေဒကမာကြီးဒေါ်စုစီရတယ်ဘာလျှောက်လဲဖေတပိတော်သဘောပေါက်ပါတယ်ဖေနားလဲပါတယ်ဖေလို့ဒေါ်စုကလျှောက်ပါတယ်
ကြောက်တယ်တကချင်းဟိုနေပြီးတော့ဗျဘာမှပြန်မလာဘူးတဲ့အဲ့ဒီကအဲ့တော့ကျွန်တော်ကမနစ်ကလည်းပြောခဲ့ပြီးနှစ်ခါရှိပြီအခုဒါကြောင့်မို့ဒီနှစ်မှာနော်ဒါလေးကိုကျွန်တော်အခုလိုပြောခွင့်ရတဲ့အတွက်တောင်းဆိုပေးတဲ့မိတ်ဆွေများအတွက်အင်မတန်ကျွန်တော်ကျေးဇူးတင်ပါတယ်ဝန်တာပါတယ်ဒီဂုံးကျုံအနေနဲ့ကျွန်တော်ပြောချင်တာကတော့ကျွန်တော် NLD မဟုတ်ဘူးနော်တားဆညာလည်းမဟုတ်ဘူးနော်ကြန့်ခိုင်ဖွံ့ဖြိုးလည်းမဟုတ်ဘူးနော်ဝေးစွာနော်မဟုတ်ဘူးကျွန်တော်သို့တော်လည်းဒေါ်ဆန်းစုကြည်နဲ့ခဏခဏထုတ်ထုတ်ပြောနေကိစ္စအကြောင်းရှိပါတယ်မနှစ်ကပြောခဲ့ပြီးတဲ့ပါရင်လည်းခွင့်လွတ်ပါလွတ်လာပြီးတော့လွတ်တော်တဲ့ရောက်ခံလေးမှာရောက်စမှာဒေါ်စုပြောတဲ့စကားရှိပါတယ်အားလုံးသိပါတယ်ကျမကိုအသုံးချပါလှုပ်လို့ပေးမယ်ကောင်းလိုက်တဲ့စကားဟိုတလောကလွန်ခဲ့တဲ့3လလောက်ကတနင်္လာရီတိုင်းဘက်ကိုခီးထွက်တဲ့ခါကျတော့ဒေါ်စုပြောပြီးကျမအာနာလိုချင်တယ်တဲ့အားလုံးသိပါတယ်ဒီစကားကျမသမရလုတ်ရဲတယ်တဲ့လုတ်နိုင်တယ်တဲ့ဟာဒီစကားကြည့်လိုက်တော့နားထောင်လိုက်တော့ကျွန်တော်တို့ကဒေါ်ဆန်းစုကြည်ကိုအနိကသိတယ်အနိကသိဆိုလူချင်းခင်မင်းကြီးလို့မဟုတ်ပါဘူးအခုကျွန်တော်ဇန်ညွှန်းရင်လည်းကျွန်တော်ဇန်ညွှန်းကတပြားမှမရသေးဘူးနော်ပေးရင်လည်းပေးမပေးရင်လည်းနေရတယ်ကျွန်တော်ရေးမှာပဲမပေးလည်းမရရုံပဲပေးမှမပေးတာပဲရမှာတော့နော်ကျွန်တော်ဇန်ညွှန်းမပြီးသေးတော့အခုတော့ဂွေခွာနေဖြစ်ကုန်ပြီတန်းနိုင်ညစားလေးတော့ရက်လိုက်အောင်မယ်ဗျာတမယာသီးလေးနဲ့ဆိုရင်းနှီးပေါ့ဗျာဘုကောင်လေးသေးသေးကြားတယ်သူများစားတာကြည့်ကျမအာနာလိုချင်တယ်ကျမသမရလူရဲတယ်လှုပ်ချင်တယ်လှုပ်နိုင်တယ်ဘာသွားတတိရလဲဟိုနှစ်ကပြောခဲ့ပြီးလဲခွင့်လွတ်ပါထပ်ပြောချင်လို့ပါအကွက်ဆိုင်လို့ပါမဆိုင်အောင်အကွက်စင်တာလည်းမဟုတ်ပါဘူးတကယ်ဆိုင်လို့ပါမြတ်စွာဘုရားဝါတော်20တက်တော်55ခန္ဓာကိုယ်တိုက်တဲ့ဧကသာဝကမဟာတာကယန္တာကြီးများအရိယာကြီးများစုံညီတဲ့အခါကျဘုရားရှင်မိန့်တော်မူငါဘုရားတက်တော်ကြီးပြီ55နှစ်ရှိပြီအမြဲတမ်းပြုစုလှုပ်ကျွေးမဲ့ဥပဋ္ဌကယဟန်တပအလိုရှိပြီဟုတ်ပြီလားပေါ့ဘုရားရှင်မှာယခိခင်ကအမြဲတမ်းအနိကပြုစုလှုပ်ကျွေးပေးမဲ့ PSO မရှိဘူးဘုရားမှာ PA မရှိဘူး personal assistant မရှိဘူးကျုံအောင်ကြရဟန်ကျုံလို့ကြလို့လှုပ်ပေးတာအစင်မပြေဘူးကတိကောက်တွေဖြစ်တယ်တပိတ်ပိုက်ပြီးချထားတာလို့ကြီးတော့ဆေးမပေးတာတို့ဘယ်နဲ့ကဘာညာတွေပေါ့ဗျာအဲ့တော့မေးစရာရှိတယ်တက်တော်55နှစ်ကြီးပြီလားဟာကြီးပြီပင်ပန်းပြီမြတ်စွာဘုရားဘာလို့ဆိုတောက်လျှောက်ဘုရားဖြစ်တဲ့35နှစ်ကစပြီးတော့အနှစ်20လုံးဘုရားကိစ္စ5ပါးလေ24နိုင်မှာနည်းနည်းလှဲလျောင်းကြီးနားချိန်က3နာရီလောက်ပဲအချိန်ရတယ်4နာရီလောက်ပဲကြံတဲ့ချိန်အကုန်လုံးလောကကြီးတော့လှုပ်တယ်တောက်လျှောက်ကြီးပင်ပန်းတာပေါ့ဗျာကျွန်တော်လူတွေလိုပဲဟုတ်မလဲလူတွေဆိုရင်တော့ခုနမောင်သားရှိပြောလို့ပေါ့65နှစ်90သွားပြီးတော့ KTV သွားပြီးပန်းကုန်းဆွနေတော့ရှိသေးတယ်မပင်ပန်းသေးဘူးနော်ဟာဟုတ်ပါလားအမြဲတမ်းပြုစုလုပ်ကျွေးမဲ့ဥပဋ္ဌကယဟန်တပအလိုရှိဘူးလို့ဘုရားရှင်မိန့်တော်မူပါလားရှင်သာရိပုတ္တရာထလျှောက်ကဘာသိမ့်ပါရမီဖြစ်ပဲပါဖေရလက်ရတော်မှာဖေရပညာအေးတက်ပါဖေရတပည့်တော်ကထိုရာထု၌ခံထားတော်မူပါဖေရညင်ပေတော်မူတယ်ရှင်မမောကလားအလားတူလျှောက်ကဘာသိမ့်ပါရမီဖြစ်ပဲပါဖေရလက်ဝဲရမှာဖေရတကုတ်အေးတက်ပါဖေရခံထားတော်မူပါဖေရညင်ပေတော်မူတယ်အသီးသီးသခရဟန္တာကြီးများထလျှောက်ကြတယ်မြတ်စွာဘုရားတပားကမှလက်ခံတော်မမူခတ်တီတီနဲ့မတောင်းမနဲ့အကုန်လုံးတောင်းနေချင်ယာရုတောင်းနေချင်မှာမတောင်းမနဲ့ခတ်တီတီရှိရနေလက်ဥချီထိုင်တာရှင်အာနန္ဒာယဟန်ကြီးကကြည့်မကောင်းငါရှင်အာနန္ဒာရှောက်လိုက်တော့လေသင်အားဘုရားရှင်အလိုရှိဟန်တူတယ်အားလုံးထပြီးအသီးသီးတကတောင်းဆိုကြတာမြတ်စွာဘုရားရှင်ခန့်တော်မမူပေးတော်မမူသင်တပားပဲကြံတော့တယ်သင်အားအလိုရှိဟန်တူတယ်တောင်းလိုက်ရှင်အာနန္ဒာငါရှင်အာနန္ဒာရှင်အာနန္ဒာဘုရားလက်ဥချီယဟန်ကြီးပဲလှည့်ပြောတာငါရှင်တို့တဲ့ဒီစကားကမဟာဗုဒ္ဓဝင်6တွဲ8အုပ်စရုထတော်မှာအတိအကျပါပါတယ်စာမျက်နှာကျွန်တော်မှတ်မိအောင်ရှင်လာတဲ့စကားငါရှင်တို့တဲ့တောင်းယူမှရအပ်သောယာရုဟူဒီမှာအဘယ်နည်းတဲ့ငါဒီမတောင်းနဲ့ဟာရှင်းလာပြီလားကျွန်တော်ဖတ်နေတယ်ဟာတောင်းယူမှရတဲ့ယာရုဆိုငါဒီမတောင်းနဲ့ပြီးတော့ဆက်ပြီးတော့ပြောလိုက်သေးတယ်ဘုရားရှင်ဒီငါ့ကိုမမြင်မဟုတ်မြင်မသိမဟုတ်သိတော်မူ၏ထို့ကြောင့်ငါအလိုလိုခန့်အပ်လိမ့်မည်ငါဒီတောင်းမယူတဲ့ဟာဖတ်ပြီးကျွန်တော်ကျက်သိမွင်းကြီးထားတာဟောဆိုကိုယ်နဲ့နှိုင်းမရိုင်းလေ
ကျွန်တော်နဲ့နှိုင်းကြည့်တယ်။အော်ကျွန်တော်တို့မြတ်စွာဘုရားရဲ့ဥပထာကအလုပ်ကျွေးဆိုတာနည်းနည်းနော်ပြည့်စုံမှုကဘာမှာအမြင့်ဆုံးပြည့်စုံပြောရရင်တော့လောကကြီးမှာအဲ့တော့သူကမတောင်းဘူးတဲ့ဗျာကျွန်တော်တို့မှာပြကြည်သားမအောင်လုပ်ချင်တဲ့အလုပ်တွေယာရုတွေဌာနရတွေနေရာလေးတွေဘာညာပေါ့နော်ခုနကမြန်မာသားပညာရေးတက္ကသိုလ်မှာကတိကတွေခုနက PhD လိုချင်တဲ့ဘာညာတွေစူးစမ်းနေကြတဲ့သူတွေအများကြီးစောင်းဝဲတွေဖြေဘွဲတွေရဟာဒီပလိုမာတွေနဲ့ language တွေတက် interview တွေထိုင်ဟာလိုချင်လို့ပုထုဇဉ်တွေလေအန်ထပုထုဇဉ်တွေလေလိုချင်လို့ကျွန်တော်လုပ်နေကြတယ်ကြည်စမ်းမအောင်များရှင်လန်းလာမတောင်းမှုတယ်ဗျာကျွန်တော်တို့မှာပြအဲ့လိုချင်လို့နောက်ဆုံးကျမတမာတဲ့နီးတွေသုံးတာဟာနောက်ဆုံး interview တွေထိုင်တော့အကုန်လုံးပြုတ်ကုန်ပြီဆိုကြပါစို့ကျွန်တော်နဲ့မောင်သားချုံနဲ့နှစ်ယောက်ထဲကြံမယ်ဆိုကြပါစို့ဟာပြိုင်ဆိုင် तू ကကျွန်တော်ရှေ့ကိုဖြတ်ပြီးတော့နဲ့နှာတစ်ဖက်ကြောနေပြီ तू ကပို့တော့တယ်ကျွန်တော်သူ့လောက်မတော်ဘူး तू ခန့်တော့ဆိုတာသိကြတယ် तू ရတော့မယ်ဘယ်သူ့ကိုရမခံနိုင်ဘူး तू ကိုဖြုတ်ချမှရ तू လည်းဘယ်လိုဖြုတ်ချမှမသိပြိုင်နေတာချီထုတ်လို့လည်းမရအဲ့နဲ့ကျွန်တော်ဘာလုပ်လဲကဲလာစမ်းကွာ shopping mall သွားပြီးတော့ချင်းကြီးချင်းဝယ်ဘလူးတွေရော green တွေရောဗါတယ်အကုန်ပါတာပေါ့ဗျာနော်ဝယ်ပြီးတော့အန်ကက်စီသွားတာပေါ့ကျွန်တော်လည်းအလုတ်ခတ်မဲ့အန်ကက်ကြီးစီအန်ကက်ကျွန်တော်ရာရှိကျွန်တော်မောင်ချီဦးညပါခင်ဗျာကျွန်တော်မှတ်မိတယ်မလားဟိုမောင်သားချူဆိုတာလေအန်ကက်တိတ်မယုံနဲ့နော်သူကနော်ပလီပလာတွေတိတ်လုတ်တတ်တယ်နော်ကျွန်တော်ခတ်မှာအန်ကက်ကျွန်တော်တရင်ကျွကြော့ပါတယ်ခင်ဗျာသွားကြော့တာတကူလာကြီးမသိဘူးစွတ်ကြော့တာပဲအန်ကက်ကျွန်တော်ကြော့ပါအန်ကက်ကျွန်တော်ဟောက်လို့တာမင်းငါ့ကိုလို့ရမှာထင်လားငါဘယ်လိုကောင်းမမှန်တယ်ငါများသွားပြန်လိုချင်သွားဒါမျိုးငါလာမလို့ဟာမှားပြီငါလူကဲခါမှားသွားဘာလို့မှမသိဒါကြီးကလည်းပိုက်မိနေမထူးပါဘူးလေအိမ်သွားကြည့်ဦးမှာအိမ်သွားတော့အဲ့ကြောင့်အန်တီကမင်းကွဲညံ့လိုက်ပါချီဦးညိုနောက်ဆိုယုံသွားမပေးရဘူးအိမ်လားကွာအိမ်လားကဲအမျိုးမတမာနီးတွေကျွန်တော်လုပ်နေကြတာလိုချင်လို့မတရားတဲ့နီးနဲ့လည်းအားထုတ်တယ်တရားနဲ့လည်းအားထုတ်တယ်ရှင်လာအဲ့လိုပြောလိုက်တော့မြတ်စွာဘုရားရှိရတယ်ချစ်သားတို့တဲ့အာနန္ဒာသည်သူများတိုက်တွန်းမှအီယာတို့ကိုလက်ခံလိမ့်မည်ဆိုမဟုတ်သူ့အလိုလိုသာလည်းလက်ခံလိမ့်မည်ဖြစ်ဟာကောင်းနေတာရဟန်းနေထပ်တိုက်တွန်းအဲ့ဒီကြတော့မှအရှင်နန္ဒာယာတို့တောင်းပြီဘယ်လိုတောင်းလဲကျွန်တော်စထင်တာကစဖတ်ခြင်းတော့ညီကိုဖောက်ဘက်တော့ပေးတော်မူပါဖေရရော့အင်းခန့်လိုက်ပြီမဟုတ်ဘူးဒီလိုမလာဘူးရှင်နန္ဒာတောင်းမှုအားလုံးသိပါတယ်ပြီးတော့မှားရင်ထောက်ပေးပါဗျအမှားပြင်ပေးပါဗျရှင်နန္ဒာဘုန်းတော်ကြီးတော်မြတ်စွာဘုရားတပည့်တော်အရှင်ဘုရားစားသောကောင်းသောဆွမ်းများတပည့်တော်မကြွေးပါနဲ့ဘုရားအရှင်ဘုရားဝိယုံတော်မူသောသင်္ကန်းကောင်းများတပည့်တော်မပေးပါနဲ့ဘုရားအရှင်ဘုရားနဲ့အတူကန္နာဂုရီတိုက်တဲ့တပည့်တော်အတူမထားပါနဲ့ဘုရားအရှင်ဘုရားပင်ဖေရနောက်ကိုတပည့်တော်မခေါ်ပါနဲ့ဘုရားဤလေးချက်မရဘူးဆိုရင်ဖြင့်တပည့်တော်လုတ်ပါမယ်ဘုရားဟာဖတ်ကြည့်လို့ဒီစာအုပ်ကကွန်ပျူတာစီတာများမှားလားဟာအကုန်ငင်းနေတာ तू ကကောင်းသောဆွမ်းမပေးပါနဲ့စားသောဆွမ်းမကြွေးပါနဲ့သင်္ကန်းမပေးပါနဲ့ဂန်းလူတိုက်တဲ့အတူမထားပါနဲ့ပင့်ဖေရဘုရားပင့်ဖေရတော့သူ့မခေါ်ပါနဲ့အဲ့လိုတွေမပေးမှမခေါ်မှမထားမှ तू ကဒီယာရုလက်ခံမယ်တဲ့ပေးမယ်ခေါ်မယ်ကြွေးမယ်ဆိုရင်မလုပ်ဘူးတဲ့ပြောင်းမြန်ကြီးလိုဖြစ်နေကျွန်တော်တို့ကအကုန်လုံးကပုံမှန်လေးလေကျွန်တော်တို့အားလုံးကလုပ်နေကြတာနော်ပုံမှန်လေးကြီးတယ်ကျွန်တော်ပေးမှလုပ်တာကြီးတယ်ကျွန်တော်မပေးမလုပ်ဘူးဒါပဲဟာပြောင်းမြန်ကြီးဖြစ်နေပါလားကျွန်တော်နားမလဲဘူးဘုရားရှင်သိတော်မူတယ်သို့တော်လည်းရှင်လာလာအနန္ဒာအဘယ်ကဲ့သို့သောအပြစ်များကိုမင်းမြင်ပြီးမင်းဓာတွေကိုညှင်းပယ်နေတာလဲရှင်ဘုရားအရှင်ဘုရားရဲ့ဥပထာကယာရုအလုတ်ကျွေးယူထားပြီးကမှအရှင်ဘုရားနဲ့အနိကပြုစုလုပ်ကျွေးပြီးနေကမှအရှင်ဘုရားနဲ့အတူတူကောင်းသောဆွမ်းများအတူတူကစားနေမယ်ဆိုရင်သင်္ကန်းများအတူတူဝယုံနေမယ်ဆိုရင်ကန္နာဝရီတိုက်တဲ့အတူတူစံများနေမယ်ဆိုရင်အရှင်ဘုရားပင့်ဖေရနောက်တပည့်တော်တကောက်ကောက်လိုက်ပါပြီးတော့ရတဲ့လက်လာပါတွေတပည့်တော်အတူတူခွဲဝေယူနေမယ်ဆိုရင်အမလေးအာနန္ဒာတို့မြတ်စွာဘုရားဥပထာကယာရုယူတာလက်ဆက်တတ်တော့ဘုရားနာကပ်ပြီးအကုန်တီးရင်လို့ပါလားတို့လည်းလုံနိုင်ပါရဲ့ဒါဆိုရင်အခွင့်အရေးတွေလိုချင်လို့သူဓာတွေလုံနေပါလားအဖြစ်မခံနိုင်ပါဘူးဘုရားထို့ကြောင့်ထို့အခွင့်အရေးတပည့်တော်မပေးပါနဲ့ဘုရားဟာဖတ်ကြည့်အမလေးမြင့်မြတ်လိုက်တဲ့နှလုံးသားပါလားရတဲ့ရလိုက်တဲ့ခွင့်အရေးတွေကိုအကုန်ဆွတ်လွတ်တာပါလားသူရဲ့ rights တွေခွင့်ရည်တွေအကုန်ဆုံးမပြည့်ပြီးပြီလားမပြီးသေးဘူးထပ်လျှောက်သေးတယ်ရှင်ဘုရားဘုန်းတော်ကြီးတော်မြတ်စွာဘုရားတပည့်တော်ပင့်ဖေရသို့ကြွတော်မူပါဘုရားရဝင်းမှာအရှင်ဘုရားဖူးမြော်လာသူများအရှင်ဘုရားရှိတော်မောပုတ်ပေးပိုင်ခွင့်တပည့်တော်ပေးတော်မူပါဘုရားတပည့်တော်တန်လျာဖြစ်တော်တရားတန်လျာဖြစ်သည့်အခိုက်မှာမေးလျော်ရင်တပည့်တော်ပြန်ဖြေတော်မူပါဘုရားတပည့်တော်မြက်ကွယ်မှာဟောတဲ့တရားတွေ
ကြောင်းပြန်ရောက်လာရင်အကုန်အစင်တပည့်တော်ကိုပြန်ဟောပေးပါဖရာအာမနာရှာမကျိုးတောင်းတာအဲ့ဒီ၄ချက်ကြတော့မြတ်စွာဘုရားတရားတော်များများနှစ်ခါပြန်ဟောရတယ်နော်ပြင်မှာဟောခဲ့အာနာရှင်အနန္ဒာအကုန်ပြန်ဟောတာတို့ကြောင့်အေဝမေတုတံဧကံတမယဘဂဝါသာဝတိယဝိဟာတိစေတဝနေအနာတပိပိကအဲ့ဒါကြီးဖြစ်လာတာပထမသင်္ကန်းနဲ့တော့သုတ်တန်နဲ့အပြီးတော်မှာတိုင်ခံပြီးတော့ရှင်အနန္ဒာဖြေတာဝိနည်းကဥပါလိအရှင်ဥပါလိဖြေတာဒါတော့အာနန္ဒာမင်းဘယ်ကဲ့သို့သောအကျိုးများကိုမြင်ပြီးမင်းဓာရီတောင်းနေရတယ်ဘုရားရှင်မေးတော်မူရှင်ဘုရားအရှင်ဘုရားရဲ့ဥပထာကအလုတ်ကျွေးဖြစ်ပါလေနဲ့ထိုအခွင့်အရေးများမှတပည့်တော်မရဘူးဆိုရင်အရှင်ဘုရားနဲ့လောကနဲ့ကြတပည့်တော်ကိုအော်ဒီနေတာဘယ်လိုလုပ်ပေးရမလဲဘုရားလောကအတွက်ကောင်းကျိုးပြုနေအောင်ထိုအခွင့်အရေးများတပည့်တော်တောင်းပါတယ်ဘုရားပေးတော်မူပါဘုရားအေးအဲ့မှာဥပထာကရသွားတယ်ပြန်ကြည့်အောင်ထားတော့ကြဲတွေမပြောတော့ဘူးသေးစိတ်တွေရသင်ရလိုက်တော့အခွင့်အရေးများမှန်သမျှအကုန်လုံးကိုစွန့်ပယ်ပြစ်တယ်လုတ်ပိုင်ခွင့် authority power အာဏာကိုတော့ပေးပါရအောင်ယူမယ်အဲ့ဒါရပြီးရင်သူဘာလုပ်လဲရှင်အနန္ဒာသူ့အတွက်သူမလုပ်ဘူးလောကအတွက်လုပ်တယ်အဲ့ဒါရှင်အနန္ဒာစိတ်ဓာတ်နှလုံးသားကျွန်တော်လေအဲ့နေရာဖတ်ပြီးစောက်ကလေးကိုအသာချထားစောက်ကလေးနဲ့သာညှက်ထားပြီးတော့အမလီတပြီးတော့ကြည်ညိုလိုက်တာဗျာညံ့လို့လိုက်တာချစ်လိုက်တာရှင်အနန္ဒာချစ်လိုက်တာလို့စိတ်ထဲပြောမိအရှင်ဖျားကယဟန်ဖို့ပဲနဲ့ကပ်ပြီလို့နန်းတော်ထဲမှာမင်းသားလေးဘွားနဲ့ရှိမဆိုတပည့်တော်အမနဲ့ပေးစားပါတယ်ဗျာအဲ့လောက်ကိုချစ်တာပါဗျာတကယ်ကိုချစ်တာချစ်သွားတာအဲ့ဒီစိတ်ဓာတ်ကြီးမြင့်မြတ်လိုက်တဲ့စိတ်ဓာတ်ကြီးထားတော့အခုဒေါ်ဆန်းစုကြည်ကျွန်တော်ပုဂ္ဂိုလ်ကြီးကိုးကွယ်မှုမရှိဘူးနော်ကျွန်တော် NLD လည်းမဟုတ်ဘူးနော်သူနဲ့လည်းတအားကြီးခင်မင်တာမဟုတ်ဘူးဇန်ညွန်းရေးဖို့အတွက်ဘယ်နဲ့ကဘာညာကျွန်တော်၄-၅ကပဲတွေ့ပြီးတော့ကျွန်တော်စာအုပ်လက်ဆောင်ပေးသူကလည်းဟိုချီဦးညိုမမဆုဖတ်ပါတယ်ကွယ်ဘယ်နဲ့ကဘာညာလောက်ကြီးပဲတိတ်လက်ပွန်းတူလီပူကပ်ပြီးကျွန်တော်နေတာမဟုတ်အဲ့တော့သူ့ကိုကျွန်တော်အဲ့လိုမြင်တယ်လွန်ခဲ့တဲ့နှစ်ပေါင်း2556နှစ်လောက်ကအရှင်အာနန္ဒာလောကကြီးကိုပြောသွားတဲ့အရှင်အာနန္ဒာရဲ့စကားသံကြီးကိုအခုဒီနေ့မျက်မှောက်ခင်မှာဒေါ်ဆန်းစုကြည်ပြန်ပြီးတော့ပက်တင်ပြန်တယ်လို့ကျွန်တော်စိတ်ထဲအောက်မေ့ကျမအာဏာလိုချင်တယ်ကျမသမရလုတ်ရဲတယ်လို့ပြောတာသူအခွင့်အရေးတစ်စက်မှမပါဒါပေမဲ့လိုချင်တယ်လို့ပြောတာဟာလောကအတွက်တနည်းအားဖြင့်တိုင်းပြည်လူမျိုးအတွက်သူအလုပ်လုပ်ချင်လို့ဒီဟာကြီးရမှလုပ်လို့ရတယ်ဩဇာတိတ်ကမှကြီးနေုံနဲ့မရဘူးအာဏာရှိမှရမယ်ဗျနှစ်ခုပေါင်းမှရကန်ဒီကြီးဩဇာတိတ်ကမှအင်မတန်ကြီးတယ်အာဏာမရှိဘိုးရောင်ဆန်းအာဏာနဲ့ဩဇာတိတ်ကမှနဲ့ပေါင်းသွားတယ်အာဏာရှိတယ်ဩဇာတိတ်ကမှမရှိဘူးစသည်အပြင်ပေါ့ဗျာအဲ့လူတွေကွဲပြားတာရှိတာပေါ့ဗျာเนาะအမျိုးမျိုးပေါ့ရှိကြတာပေါ့အခုဒေါ်စုကိုကျွန်တော်မြင်တာကဒါကျွန်တော်ရိုးရိုးသားသားလေးပြောတာပါကျွန်တော်လူတယောက်နဲ့ပြည်သူလူထုတယောက်နဲ့ပြောတာပါเนาะပါတီဝင်လည်းဘာမှမဟုတ်ကျွန်တော်ပြောတာသူကနံပါတ်1ဗျာဟာအကြီးအကျယ်အနစ်နာခံစွန့်လို့ဆုံးရှုံးခဲ့ရတဲ့မိန်းမသားကြီးတယောက်ဖြစ်တယ်အသက်ကလည်း69နှစ်ရှိနေအကြီးအကျယ်ဆုံးရှုံးခဲ့ရတာလင်းသေးလေသားလေးကသူအမေရိကသွားကြဟိုမှာအင်္ဂလန်ဘက်သွားပါညာဟိုမှာသားနဲ့ကော်ဖီဆိုင်ချင်းသားမလာဘူးသူစီကိုစိတ်ဓာတ်ပြီးတော့မျက်ရည်ကျတဲ့သူဒါမျိုးတွေပေါ့အများကြီးအနစ်နာခံဆုံးရှုံးခဲ့ရဒါအလုံးသိပြီးသားကျွန်တော်ပြောစရာမလိုနောက်ပြီးတော့ပြန်ကြည့်သူကပညာတတ်တဲ့မျိုးသမီးတယောက်ဖြစ်တယ်စိတ်စေတနာကောင်းတဲ့မျိုးသမီးတယောက်ဖြစ်တယ်စွန့်လွတ်စွန့်စားရတဲ့မျိုးသမီးတယောက်ဖြစ်တယ်အများကျိုးကိုလုံးဝတောက်လျှောက်ကြည့်ခဲ့တဲ့မျိုးသမီးတယောက်ဖြစ်တယ်ပြီးတော့သူဟာပြည်သူလူထုရဲ့ထောက်ခံမှုကိုအကျွမ်းမဲ့ရထားတဲ့သူလည်းဖြစ်တယ်မကသေးဘူးနိုင်ငံတကာ impression မှာအင်မတန်ကောင်းတဲ့မျိုးသမီးတယောက်လည်းဖြစ်နေတယ်သမရဖြစ်တဲ့အရေးချင်းတွေသူ့မှာအကုန်ရှိတယ်လို့ကျွန်တော်စိတ်ထဲမှာရိုးသားစွာကျွန်တော်ခံပြီးပါတယ်တကယ်ပြောတာဖြစ်ပါစေမေတ္တာပို့ပါတယ်ကျမ်းပါပါစေချမ်းသာပါစေဖြစ်ပါစေသူသမရဖြစ်တော်လဲကျွန်တော်ဘာမှဖြစ်မှာမဟုတ်သို့တော့တိုင်းပြည်နဲ့လူမျိုးတွေသူတကယ်အလုံးလုံးပြခြင်းပြီချီတီရောက်ကြီးဆိုအဲ့ဒီစိတ်နဲ့ကျွန်တော်အဲ့လိုကျွန်တော်သူ့ကိုမေတ္တာပို့ပြီးဆုတောင်းနေတာပါကျွန်တော်ဘယ်လို့မှမထင်ပါနဲ့เนาะတကယ်ပြောတာပါကဲထို့ကြောင့်ဒီကုန်းချုပ်ကြပါစို့ဗျာကျွန်တော်လည်းတနားကြီးရှိသွားပါပြီ10နာရီခွဲရပြောတာ10နာရီ35ကပြောတာ35မရှိသေးဘူး2မိနစ်ရသေးတယ်မပြောတော့ပါဘူးဗျာ2မိနစ်စာလည်းမရှိတော့ပါဘူးเนาะကဲအဲ့တော့ထုံးစံအတိုင်းချီဦးညိုဘိုးဘိုးစာကနာမောင်သူရပြောတာလေးပြောပြလိုက်ကောင်းမလားမသိဘူးစာကနာလည်းပြောနေတာပဲဟောပြောဝဲတွေဒါလေး jokes ပြောတာဗျမောင်သူရစာကနာဟိုနေ့ကပဲဘိုးချူ46လမ်းလားအဲ့ဒီမှာလည်းသူပြောသေးတယ်နော်ကမာကြီးဟိုလာသူပြောသေးတယ် jokes just a jokes နော်ကျွန်တော်တို့ချစ်လာဆိုတော့နိုင်ငံတော်သမ္မတဦးသိန်းစိန်ပန်သွားပြီးပတ်စံထုတ်တယ်မှတ်ပုံနေရပါမလားမလို့ဘူးလေသမ္မတကြီးပဲဒါပေမဲ့ဘာကမိန်းကလေးကမှတ်ပုံနေပေးပါရှင်
တက်တေကံထောက်ထားပြပါရှင်မပါဘူးသမီးရဲ့အန်ကယ်လေးဦးသိစိန်လေးသမရာကြီးလေးဟုတ်ပါတယ်အန်ကယ်ကြီးကိုတပြီလုံးသိတာပဲဒါပေမဲ့လှုပ်ထုံးလုံနည်းကဒါလေးပြမှာဖြစ်မယ်ထုတ်မပေးနိုင်ပါဘူးအန်ကယ်ကြီးရဲ့ခက်တော်တယ်ကွာနောက်တစ်ယောက်ရောက်လာတာလေဦးစင်ဝိုင်းရုပ်ရှင်စီရင်ဥက္ကဋ္ဌကြီးလေမှတ်ပုံနေမပါပြန်ဘူးပတ်စံထုတ်လို့မရပြန်ဘူးလုံလောက်တဲ့တက်တေကအမှတ်သားပြပါတော့မှတ်ပုံပါဟာမရပါဘူးဦးစင်ဝိုင်းအန်ကယ်ဦးစင်ဝိုင်းရဲ့ဒီကွာခက်တော်လားတတိယလူရောက်လာတဲ့ဦးချီဦးညိုစိုင်းဆရာချီဦးညိုလေးကိုသမီးရဲ့သိပါတယ်ဆရာရဲ့ဆရာအကဲကိုသိပါတယ်ဒါတော့ဆရာလည်းမှတ်ပုံလင်းပြပါမပါဘူးသမီးရဲ့ဟောလုံးပြန်ပြီဒီတယောက်ကလည်းလုံလောက်တဲ့တက်တေကံထောက်ထားမပါဘူးသမီးရဲ့ခက်တော်တာပဲလုံးဝဆိုလို့ဘာလို့မှမသိအဲ့မှာကလေးပတ်လေးကဒီလိုအန်ကယ်တို့ကအန်ကယ်တို့ဖြစ်ကြောင်းကိုအန်ကယ်တို့ကိုယ်တိုင်ထင်ရှားသောတက်တေအမှတ်သားပြအဲ့ဒါဆိုသမီးထုတ်ပေးမယ်ပတ်စံဟုတ်ပြီဦးစင်ဝိုင်းကစပြောတယ်ရုပ်ရှင်စီရင်ဥက္ကဋ္ဌကြီးကဘုံကျုံပါဗျာသူပြောလေစကားရှိတယ်လေပြောလေစကားဥက္ကဋ္ဌကြီးဆိုပြီးတော့ဥက္ကဋ္ဌကြီးနေတာမဟုတ်ရုပ်ရှင်လောကသားအားလုံးရဲ့ကျုံပါဗျာကျုပ်အကုန်လုံးတွေလုပ်နေရတာပါဇင်ဝိုင်းပါဗျသေကြပြီဒါဆိုဦးစင်ဝိုင်းရော့ထုတ်ပေးလိုက်တယ်အန်ကယ်ချီဦးညိုလှုပ်လေအန်ကယ်ချီဦးညိုဘာလို့အောင်လဲအေးမင်းတို့မင်းသိတာထင်ရှားမှာအန်ကယ်ကဟောပြောပွဲတွေရောက်ရင်ညိုပြားပြားလာပြင်းချီရင်လိုက်တဲ့ရပြီတာတဲ့လိုက်တဲ့အသေးကြပြီအန်ကယ်ချီဦးညိုပဲရော့ထုတ်ပေးလိုက်နှစ်ယောက်ကရသွားတယ်အန်ကယ်ဦးသိစိန်လည်းပဲကျန်တော့အန်ကယ်ဦးသိကြခက်တော်တာပဲကွာဘာလို့မှမသိဘာပြောမှလည်းမသိသေးကြပြီအဲ့ဒါဆိုရင်သမရာကြီးပဲရော့ထုတ်ပေးလိုက်တယ် Just a jokes ကျွန်တော်တို့သမရာကြီးလဲနော်သူကအမွေဆက်ခံထားရတာဆိုတော့ဗျာသူလည်းတော်တော်ကိုရှင်းနေပါတယ်နော်တော်တော်ကိုရှင်းနေရပါတယ်အဲ့ဒါလေးပေါ့အဲ့တော့ကဲခုနကချီဦးညိုဖြစ်တဲ့အချိန်မှသေချာချောင်းပြောဖို့အတွက်ကျွန်တော်ခုနတချင်းဆိုလက်စားနဲ့ခဲလိုက်အောင်မယ်ကိုဆိုင်ကိုတင်းဆွေနော်လွတ်လိုက်အောင်မယ်မဆိုးကမနေနိုင်ဘူးဗျဩဘိသိပြန်ပြောလိုက်ရှင်အာနန္ဒာပြောလိုက်ပြီးတော့လည်းမတ်ပေတာရောက်သွားတာပဲနော်တရုတ်နှစ်ခုဒီဘက်ကူလာပြီးတဲ့နောက်မှာဒီနှစ်ကမွေနှစ်လို့ဆိုတယ်ဗျဟုတ်လားမွေနှစ်ကအမျိုးသမီးများစွမ်းပကားပို့ထက်လာတဲ့နှစ်လို့လဲစံစံနေဘူးလို့ပြောတယ်ဟောရှိတယ်အဲ့တော့အမျိုးသမီးများကိုဂုဏ်ပြုသောအဖြစ်ပေါ့နော်အမျိုးသားများကဘယ်လိုမှကျွန်တော်မညှို့ညင်ပါနဲ့နော်အမျိုးသမီးတွေစွမ်းပကားပို့ထက်ရင်အမျိုးသားဒူးနှံစားလို့ရတယ်လေနော်အဲ့တော့ဂုဏ်ပြုသောအဖြစ်အလုံးသိတဲ့ဆရာဆိုကြီးရဲ့ကြဗျာစံရချစ်ဆွေရဲ့အတန်းជីជីထေးရဲ့တခြင်းနော်ခုနပန်းပန်းလက်ပါပန်းပန်းလက်ပဲညိုပြားပြားလာလာပြင်းချီရင်လှိုင်းတရားပြီးတာတဲ့လှိုင်းတရားစင်ညိုပြားပြားလာလာပြင်းချီရင်လှိုင်းတရားပြီးတာတဲ့လှိုင်းတရားစင်စင်တယ်ဆိုတော့တက်တာပြီထင်တယ်မထင်လိုက်နဲ့စင်ရလဲမလားဘာကြောင့်လဲအုံးလဲကျွေးရေဘောလုံးမျောဆုံးလို့လားမျောလာတဲ့အုံးလဲကျွေးကြီးနဲ့စင်လာတဲ့မတ်ပေတာတွေ့ပြီအုံးလဲကျွေးမတ်ပေတာဝင်ဆောင်ပြီအမလေးတော့ထားရပြီအစင်းနဲ့အလားဘီရာမထွေးအုံးလဲကျွေးသူနဘေးဆောင်ငယ်ရသည်ဆောင်လဲပြီးတော့အုံးလဲကျွေးရဘောလုံးနဲ့သူမဟုတ်သူလို့ထွက်သွားရောမတ်ပေတာလေးအုံးလဲကျွေးတန်ကလွတ်သွားပြီလို့မထင်လိုက်နဲ့ပို့ဆိုးသွားတယ်ဆောင်ငယ်လဲမသက်သာနောက်တစ်ချီဒီတလုံးကဖုံးလိုက်ပြန်ရမြုပ်သွားပြီမြုပ်လေပေါ်မလားဒါမှမတ်ပေတာအလှတလန်ဝါလှိုင်းကြွပေါ်လိုက်ပြန်ရလာပြန်ပြီပေါ်ပြန်လဲမသက်သာချပြီချောင်းအဆွဲမြောင်းငယ်တွေကဘဲထွက်လို့လားဘဲဆိုတာဒီဘဲကြီးမဟုတ်ဘူးနော်ဘဲအစ်စ်ကကဘဲတိုင်ဦးဘက်မှာတွေ့ပါလိမ့်မယ်ဘဲเจ้าသားတူလေးတင်းရနဲ့ဘာမှလုဆရာမလို့နောက်ကဘဲဒီဘက်မှာအကောင်340ရှေ့ဆုံးကဟိုဘဲကောင်းဆောင်ကြီးရှိတယ်နော်သူကအသက်ကကြီးပြီဆိုတော့နော်မက်ဆီကလည်းသိမမြင်တော့ဘူးဘာညာသူကရေစားတက်ဆင်းနောက်ကလိုက်ဆင်း340ကရှေ့ကသူကရေထဲငုတ်နောက်ကလည်းလိုက်ငုတ်ဘာရမသိဘူးရှေ့ကလူလေးလုံးတယ်ရှောက်လုံနေတာနော်အဲ့ဘဲကြီးတက်ပြီးတော့ကဆက်ကလေးဆက်ထိုးနောက်ကဆက်လိုက်ထိုးအဲ့ဘဲကြီးကကမ်းမောင်တက်ပြီးတော့ကုန်းမောင်တက်ပြီးတော့သွားရင်းနဲ့တွင်းမမြင်လို့ချီချော်ကြသွားတယ်အဲ့နောက်ကလည်းလိုက်ပြီးချော်ကြပေးတယ်အကုန်လုံးကလိုက်ပြီးတော့အဲ့ကြောင့်မို့ရှေ့ကလုတ်သမျှဘာမှမသိပဲနဲ့ကိုယ်ပိုင်ဆုံးဖြတ်ရည်ရွယ်ချက်အယူဆမရှိဘဲနဲ့လိုက်လို့ရင်အဲ့ဒါဘဲပရိန်လို့ခေါ်တယ်အဲ့ဒါလူပရိန်မဟုတ်ဘူးတဲ့နော်ပေါ်ပြန်လဲမသက်သာချောင်းဆွဲမြောင်းငယ်တွေကဘဲထွက်လို့လားဘဲဥက100 200မတ်ပြီးတာကတပင်နဲ့
အရက်ကန်ခန်းလို့ဘေးရဗျာအလုံးခဲပန်းလျက်ပဲအောင်ပန်းဒီပန်းနိုင်ကြပါစေတချီလေး